နေ့သာသနာတော်နှစ်2553ခုနှစ်ဝါကောင်လပြည့်ကျော်6ရက်2009ခုနှစ်8လပိုင်း17ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနရန်ကုန်မြို့တာမွေမြို့နယ်နတ်ချောင်းရပ်ကွက်ဓမ္မဒါနလမ်းမဟာသန္တိဒုက္ခကျောင်းတော်ကြီး၌ရန်ကုန်တိုင်းကောစကံအတွင်းသတင်းသုံးနေထိုင်တော်မူကြကုန်သောဖရာမှုရှိသောသံဃာတော်အရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်ဆင်လျက်ဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောဘုရားသာသနာအကျိုးဆောင်လုပ်ငန်းသူမင်္ဂလာဖောင်ဒေးရှင်းတံမွေမြို့နယ်လုံးဆိုင်ရာအကျိုးဆောင်များမှစုပေါင်းဆင်ရင်ကျင်းပပြုလုပ်အပ်သောငါးညတာဓမ္မပူဇနိယအခါကာလပထမည၌တရားတော်နာကြွရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအထုတ်နိုင်ကြပါစေလို့ရှိဥစွာမေတ္တာပို့သဖိလိုက်ပါနော်အလုံးသောသူတော်ကောင်းအပေါင်းတို့လည်းသာသနာတော်နဲ့ကြုံတွေ့ကြပါသာသနာတော်ရဲ့အနှစ်သာရဖြစ်တဲ့အရိယသစ္စာဓမ္မတွေကိုကိုယ်တိုင်ကိုယ်ပိုင်ဉာဏ်နဲ့ပိုင်းခြားသိမြင်ပြီးတော့သံဃာဒုက္ခလက်စသိမ့်နိုင်အောင်ကြိုးစားကြပါလို့အလုံးလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်ကဲဒီနေ့တော့ဦးဇင်းတို့ရန်ကုန်မှာသတင်းသုံးကြဓမ္မအကျိုးဆောင်ဖွဲ့တွေတဲကနေပြီးတော့ဓမ္မစကြာဒေသနာတော်ကိုဟောကြားပေးပါလို့တောင်းပန်လျှောက်ထားလာတာရှိဒါနဲ့အညီဦးဇင်းဉာဏ်စွမ်းရှိသမျှကလေးထုတ်နှုတ်ပြီးတော့ဓမ္မစကြာဒေသနာတော်ကိုခုဒီ9ရက်မှာပူဇော်မယ်လို့အားလုံးဒီလိုမှတ်ကြပါနော်အဲ့တော့ဓမ္မစကြာတရားတော်ကြီးဆိုတော့ဓမ္မစကြာဓမ္မစက္ကပဝတ္တနသုံးစာမှာတော့ဒီလိုလာတယ်ဒါပေမဲ့တို့ဗမာတွေအခေါ်နဲ့ပြောတော့ဓမ္မစကြာဒီလိုသုံးတယ်နော်အဲ့တော့စကြာဆိုတာကလည်းလဲခြင်းလှဲ့ခြင်းပေါ့နော်စကြာဆိုတာဓမ္မစက်ကြီးလဲလာတယ်ဒီလိုလဲသုံးလို့ရဓမ္မစက္ကဆိုတော့စက်အင်ဂျင်ပေါ့နော်စက်ရန်တရားကြီးလဲပတ်လာတယ်နိုးထလာတယ်ဒီလိုပြောရင်ကောဒါဓမ္မစက္ကပဝတ္တနဆိုတာအဲ့ဒါလောကကြီးကိုဓမ္မစက်ရန်တရားကြီးနှိုးဆော်လိုက်တာဘုရားကစနှိုးလိုက်တဲ့တရားမို့လို့ဓမ္မစက္ကပဝတ္တနဟုတ်ကလားအဲ့တော့ဓမ္မစက်ကြီးစပြီးလဲဖို့အင်ဂျင်ကိုစ start run ပေါ့လေ start ဆိုတာစလိုက်တယ် run နှိုးလိုက်တယ်ကောင်းပြီအခုလဲငါတို့ပြန်ကြည့်အောင်ဗမာနိုင်ငံနဲ့ဗုဒ္ဓဘာသာဗမာပြည်ကိုရောက်လာတာဘုရားရဲ့အဆုံးအမတွေဗမာပြည်ကိုရောက်လာတာနှစ်ပေါင်း1500ကျော်သွားပြီသို့တော့ဓမ္မစက်ကြီးကတစ်ချိန်ကတော့လေကောင်းလေခဲ့လိမ့်မယ်ပေါ့
မတ်တမ်းမတ်ရာတွေမှာကြာကြာနာနာတတ္တဝါတွေအပေါ်မှာဓမ္မစကြီးလဲခဲ့တဲ့မှတ်တမ်းကတော့အတော်လေးနည်းပါတယ်အိန္ဒိယမှာဘုရားပွင့်တယ်ပွင့်ပြီးတော့မိဂရာဝံတော်ကနေဓမ္မစကြီးစတင်နှိုးဆော်ပြီးတော့လဲလိုက်တာနှစ်900ကျွတ်တန်းဝင်ကြတာဒီမနှဲပါဘူးအဲ့ဒီမှာအိန္ဒိယမှာသာသနာပြည့်ဒီဟိုကိုရောက်ဒီဟိုကျိုးမှာလဲဓမ္မစကြာဓမ္မစကြီးလဲလိုက်တာယဟန္တာပေါင်းကြက်ပြန်မကြလူသူတွေကလည်းကောက်ဆိုင်သမားကတောင်သိန်းကျိုးကိုပိုင်ရလို့တခါတဲ့အရိယသစ္စာတရားတွေထုံမွမ်းပြီးနေလိုက်ကြတာနှစ်900အဲ့ဒီမှာလဲသာသနာတော်ကြီးရဲ့အနှစ်သာရအသည့်အပွင့်နေကောင်းစွာသူတို့သုံးဆောင်လိုက်ကြရတယ်ကျွတ်တန်းဝင်တဲ့လူတွေမနေဘူးအဲ့ဒီကနေပြီးတော့ဟောဒီခញ្ញညံ့ပေစုပ်စုပ်မုံကုတ်ကုတ်နဲ့အသုံးမကျတဲ့ဗမာလူမျိုးတွေလက်ထဲရောက်သွားတော့သာသနာတော်ညှိုးနေလိုက်တာဒီနေ့ဒီအခြေကသက်သေပဲပေါ့နော်သာသနာတော်နှစ်ပေါင်း1500ကျော်ကျော်တည်ဖို့လာရင်တကယ်တော့သူတော်ကောင်းတွေကြီးဖြစ်နေဖို့ပေါ့နော်အဲ့တော့သံဃာဘက်ကြည့်တော့လဲသံဃာဘက်ကပျက်စီးလူဘက်ကြည့်တော့လဲလူဘက်ကပျက်စီးတိတိကျကျပြောတော့ဘာတစ်ခုမှမကောင်းတော့အဲ့ဒါဘုရားအဆုံးအမကမကောင်းတာလားဒါဖြင့်ဘုရားရဲ့ဓမ္မစကြာဓမ္မစက်အင်ဂျင်ကြီးကညံ့နေလို့လားအဲ့တော့ဗမာတွေစက်ကိုလဲအောင်မနိုးနိုင်ဘူးလို့ပြောရမှာပေါ့ရှင်းလားသဘောပေါက်သလားဒါဥစဉ်သုံးသပ်မိသလောက်ပေါ့လေအမေကသင်္ကန်းဝတ်ခိုင်းလို့သင်္ကန်းစဝတ်လိုက်တဲ့အချိန်လူဘဝနေတုန်းကတော့ယဟန်ဘဝကိုအတော်ထင်ကြည့်တာဒီမှာရှေ့မှာဆရာသမားရှိပါတယ်အဲ့တော့ဆရာတော်ကျောင်းကိုသွားလူဝတ်နဲ့အယောင်းဝယ်လာရင်းနဲ့ကျောင်းမှာတဲဆရာတော်သွားကြော့ပေါ့အဲ့ဒီမှာယဟန်တို့ရဲ့အမှုကိစ္စတွေချွေလီကာလီရှုပ်ရှက်ခတ်နေတာမြင်တော့ဘုန်းကြီးဟာဘယ်လိုဖြစ်တာတပည့်တော်တို့ကလူတွေကထင်ထားတာဘုန်းကြီးတွေဆိုတော်တော်အေးမှာပဲလို့ထင်ထားတာအေးกว่าသပင်တွေရှုပ်တာရှင်းလို့ဖြစ်တယ်နော်ဘီကျဲနဲ့ဖီးလိုက်ဘီစိမ့်နဲ့ဖီးလိုက်အဆင်ပြေတယ်กว่าကတုံးကရှုပ်တာတော့ရှင်းမရဘူးကိုရှုပ်ပြီးရှုပ်ရင်းပဲဒါလည်းအလုံးအမြင်ပဲနော်ဒီစကားတွေမပြောလို့လည်းမဖြစ်တော့တဲ့ကာလရောက်လာနော်မားနေတာကိုမားနေပါတယ်လွဲနေပါတယ်လွဲနေပါတယ်လို့လွဲနေတာကိုလွဲနေပါတယ်လို့ထောက်မပြဘဲနဲ့ဒီတရားစက်ဘလို့မှမလည်နိုင်ဘူးဓမ္မစက်ကနော်ဓမ္မစကြာသုတ်ကြီးဟောမှဒါတရားစက်မဟုတ်တကယ်ကတရားစက်ဆိုတာဘုရားဟောခဲ့တဲ့ဓမ္မခန္ဓာပေါင်း84,000အားလုံးသည်ဓမ္မစကြာတွေကြီးရှင်းလားအဲ့ဒီဓမ္မခန္ဓာပေါင်း84,000အားလုံးဟာလဲဒီဓမ္မစကြာထဲမှာပဲအကျုံးဝင်သွားတာပဲအဲ့တော့ဓမ္မစက်ကြီးလဲမှဒီဓမ္မအင်ဂျင်ကြီးနိုးလာမှတရားရဲ့အနှစ်သာရအသည့်အပွင့်တွေကိုသုံးဆောင်ခံစားခွင့်ရမယ်တနည်းအားဖြင့်ငါတို့လိုရာခရီးကိုရောက်မယ်အဲ့ဒါစက်မကောင်းရင်တော့ဘလို့မှအစင်မပြေနိုင်ဘူးအဲ့တော့ဦးဇင်းတို့မနေ့ကမန္တလေးကလာတယ်ကားစုပ်တွေနဲ့ခရီးသွားနေရတယ်လမ်းစုပ်တွေမှာသွားရတော့နော်အင်ဂျင်ဖောက်သွားလိုက်တာရန်ကုန်မန္တလေးကို24နာရီမောင်းလာခဲ့ရအခုချိန်ဒီအေးရင်မဝသေးဘူးအဲ့တော့ပြောမှဆိုမှရှိရင်ခွင့်လွှတ်ကြပါပေါ့နော်အိတ်ချင်မူရူချနေရတာပဲအဲ့တော့ဇာလည်းမဖတ်နိုင်ဘူးတရားလည်းမနာနိုင်ဘူးအဲ့တော့လမ်းလည်းအခုအိတ်ရင်လာတာရောက်မှဘုန်းကြီးရောက်ပြီတဲ့ဆိုရင်ရောက်ပလားဆိုထားပြီးတော့အိတ်ချင်မူရူတက်လာတာပဲနော်အဲ့တော့အကျိုးဆောင်ဖွဲ့တွေလည်းမကြခင်ငိုက်တော့မှာပါသူတို့လည်းတောက်လျှောက်ရမ်းနေရတာ
အဲ့တော့ဦးဇင်းပြောချင်တာတရားစက်ကမလဲဘူးတရားစက်မလဲဘူးဆိုတာယခုမျက်မှောက်သူတော်ကောင်းတို့ရဲ့အခြေအနေကိုကြည့်ရင်မသိဘူးလားဒါဖြင့်ဦးဇင်းကလောက်ကြံလီဆယ်ပြီးပြောနေတာလားတကယ်ကိုဒီတရားစက်မလဲခဲ့တာလားတို့ဘိုးဘွားပြီးပင်နေမေးကြည့်လိုက်ဗုဒ္ဓဘာသာလားဆိုတော့ဟုတ်တယ်ဦးဇင်းတို့မေးခဲ့သလိုပဲဖယားဘာခေါ်လဲမေးမသိဘူးတရားဘာလဲသံဃာဘာလဲဆိုတော့တရားမှာ69ယောက်မသိဘူးအဲ့ဒီကနေတဆင့်တဲ့အခုသူတော်ကောင်းတို့ကြားနာနေရတဲ့ဘုရားဘာလို့ကြော့တယ်လဲဘုရားမို့ကြော့တာပေါ့အပြင်မပြောတတ်ဘူးအခုခင်ဗျားတို့ပြောတတ်နေပြီဘုရားကိုဘာလို့ကြော့လဲဟုတ်ပြီဘယ်လိုကြော့ရမှာအေးယေရှုသိပြီးမှဆိုတာစာဟံပေဟံနဲ့သူများပြောထားသလိုဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကောတော်အနန္တအမရွတ်လို့တော်ကောင်းဘာမှမမြင်ဘူးဘုရားရှင်ရဲ့ကျေးဇူးဂုဏ်ကိုကိုယ်တိုင်သုံးဆောင်ခံစားဖို့ဆိုတာဘုရားအဆုံးအမကိုကိုယ်တိုင်ကျင့်သုံးဘူးတဲ့လူမှသိအဲ့တော့တရားဆက်လေဖို့နော်ဘုရားရှင်ကိုရောမြတ်ကြီးဒါဏိဒန်းမှာရှေးရှေးဆရာတော်ကြီးတွေဟောထားခဲ့ပြီးသားအပြည့်စုံလည်းရှိပါတယ်အဲ့တော့သမိုင်းကြောင်းနေနဲ့ဝေဝေဆာဆာပြည့်ပြည့်စုံစုံနာခြင်းရင်မင်းကွန်းဆရာတော်ဘုရားကြီးဟောထားတဲ့ဒေသနာတော်တွေဒီနေ့ထိမကွယ်မပြောက်သေးဘူးနားနိုင်တယ်နောက်ကန္နာယုံဆရာတော်ဘုရားကြီးတို့ဟောကြားထားခဲ့တဲ့ဓမ္မစကြာသုတ်တွေဆိုတာလေအပြည့်အစုံရှိထားပြီးသားအဲ့ဒီထဲမှာဦးဇင်းညံမိသလောက်ပေါ့ဆရာတော်ကြီးတွေကတော့သမိုင်းကြောင်းတွေနဲ့အပြည့်အစုံပြောနိုင်တယ်စာရပေဒကြီးတွေကိုဦးဇင်းကတော့မူကြိုဆရာဖြစ်တာနဲ့အညီမူကြိုတရားကိုပဲဟောမှာဖြစ်ပါတယ်နော်အဲ့ဒါဘာကိုပြောခြင်းသလဲပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဓမ္မစက်ကိုစနှိုးလိုက်တဲ့အင်ဂျင်သံကဘယ်ကထွက်လာသလဲဆိုတော့ဒွေမေဘိက္ခဝေအန္တာပပစီဒေနနသေဝိတ္တဗာကတမေဒွေယောဇာယံကာမေတုကာမဒုက္ခလိကနိယောကောနုယောကောဒုက္ခဟုတ်လားဒါဘုရားကဓမ္မစက်ကြီးကိုစနှိုးလိုက်တာဒွေမေဘိက္ခဝေတရားစဒါပေမဲ့ဓမ္မစကြာသုတ်ကြီးသွားကြည့်တော့ဘိက္ခုနံပိစဝဂိနံဣတိပတနာနာမကိမိဂရာယေတရားစတယ်နော်အဲ့ဒါဘုရားစကားမဟုတ်ဘူးအဲ့ဒါကဆရာတော်ဥပုပ်နော်ဟိုမေနုတို့ခေတ်ကပေါ့ဆရာတော်ဥပုပ်ဆိုတာလေဗမာပြည်သာသနာမှာတော့အတော်ထွန်းကားခဲ့တဲ့အတော်ကိုကျေးဇူးကြီးမားခဲ့တဲ့စာပေကျမ်းဂန်တွေရေးသားပြုစုပေးခဲ့တဲ့တနည်းအားဖြင့်ပါဠိဘာသာစာပေတွေကိုတို့မြန်မာလိုနားလည်နိုင်အောင်အရှင်းလင်းဆုံးစတင်ရွတ်ဆောင်ပေးခဲ့တဲ့ပုဂ္ဂိုလ်ကြီးဆိုရင်ဒါမမှားဘူးနော်တောင်ဗုဒ္ဓဗုဒ္ဓလေဗုဒ္ဓဆုံးလို့တောင်ဒီလိုခေါ်တယ်ဗုဒ္ဓကတို့ဗုဒ္ဓဘုရားရှင်ဗုဒ္ဓလေကရှင်ဗုဒ္ဓသောသနော်တို့ဗုဒ္ဓဆုံးကတော့တို့ဆရာတော်ဥပုပ်ပေါ့ဗုဒ္ဓသုံးဗုဒ္ဓဒီလိုပြောကြတာတွေလည်းရှိတယ်အဲ့ဒါတွေတော့စာရဲဖတ်တော့ကွာတို့ကြားတယ်နော်အဲ့တော့ဆရာတော်ဥပုပ်ကဓမ္မစကြာသုတ်ကြီးကိုအမွှန်းတင်ပြီးတော့ရေးထားခဲ့တာဘိက္ခုနံပိစဝဂိနံဣတိပတနာနာမကေမိဂရာယေဓမ္မဝရံယန္တံနိဗ္ဗာနပါပကံသဟံပတိနာမကေနမဟာဗျမိနယာစီတောမပါဘူးလားအဲ့တော့မဟာဗျမာကြီးကသဟံပတိမြမဗျမာကြီးကတောင်းပန်လို့ဓမ္မစကြာသုတ်ခေါ်သလိုလိုပါလို့ဒီလိုတော့မဟုတ်ဘူးတကယ်ကဘုရားရှင်ကိုရောမြတ်ကြီးကိုတဟံပတိမြမာကတရားဟောဖို့တောင်းပန်ခဲ့တာဘယ်မှာတောင်းပန်ခဲ့ဘောဓိပင်နဲ့ရွှေပလင်ပေါ်မှာနော်တတ္တဟသတင်းသုံးပြီးတကာလဘုရားရှင်ကိုရောမြတ်ကြီးနှလုံးသားထဲမှာစိတ်ထဲမှာဖြစ်လာငါသိတာကအနိစ္စလူတွေကြိုက်တာကနိစ္စငါသိထားတာဒုက္ခလူတွေကြိုက်နေတာကဒုက္ခငါသိထားတာအနတ္တလူတွေနှစ်သက်တာကအတ္တဒီလူတွေငါတရားဟောလို့ရမထင်ဘူးတဲ့မဟောတာကောင်းထင်ပါရဲ့ဘာလို့ဆိုတော့
အာဓမ္မလောကကြီးထဲမှာတရားဟောတဲ့လူဟာတတိပုဂ္ဂလယံသူလိုဒီလိုဖြစ်တာအိုးရဟမ်အခုခေတ်ကတော်တော်ဆန်းတယ်ဟိုးမေမြို့မှာဦးဇင်းတို့ပြင်စာမှာဥသုမင်္ဂလာကျောင်းလူထားအခုအဲ့ဒီကျောင်းမြေခွက်လူတဲ့လူကိုဖမ်းမယ်တဲ့နော်ထောင်ချမယ်ကြားရတာတွေတော့နော်ကိုနာကိုလည်းမယုံနိုင်ဘူးငါဗမာပြည်မှာရောက်နေတာကောဟောရလားဗုဒ္ဓဘာသာနိုင်ငံကောဟောရလားပေါ့စဉ်းစားကျောင်းမြေလူတဲ့လူလည်းဖမ်းမယ်အလူခံတဲ့ဘုန်းကြီးကိုလည်းလူချွတ်မယ်တဲ့အတော်ပဲထွက်ချင်နေတာနဲ့နော်ရတယ်ဒီချိန်လောက်ဆိုအခုမှ43နှစ်တအိုးတအိမ်ထူထောင်မယ်ဆိုနောက်မကြသေးပါဘူးသဘောပါလားမလီသူမင်္ဂလာများလာပြောထဲ့တွက်နေဦးမယ်မင်းတို့နော်အဲ့တော့မကြားဘူးတာတွေကြားနေရလို့သာသနာတော်အတွက်ဓမ္မစက်ကမလဲဘူးဆိုတာအဲ့ဒါထင်ရှားနေတယ်အဲ့တချို့ကလာညီသေးတယ်ရှင်ပြားတဲ့ဒီเจ้าကိုပြေလည်အောင်လုပ်ပေးမယ်ဘယ်လောက်ပေးမလဲတပြားမပေးဘူးလက်ပေးပြီးမှရတဲ့เจ้าကိုလည်းငါဘယ်တော့မှနေမှာမဟုတ်ဘူးလို့ပြောရတယ်ရှင်းသလားသူမင်္ဂလာမှာမြေတွေအများကြီးပဲဒါပေမဲ့ဗမာပြည်မှာတော့မဟုတ်တော်ထဲမှာတဝါဆိုဘူးတဲ့ဟိုးကြောင်မဲကလူသူမနီးတဲ့ဆွမ်းခံရွာတောင်တနာရီလောက်ရှောက်ယူရတယ်တော်ထဲမှာတော်ထဲသွားနေလွတ်ပြီးမှတ်နေတာတန်ခါနာယကကိုသတိတိုင်းပဲတစုံကြော့လိုက်ရသေးတယ်နော်အဲ့ဒါလက်တွေ့တွေမှတ်တမ်းတွေအကုန်ရှိတယ်နာယကဆိုတာဘာလဲတော့မပြောတတ်ဘူးပေါ့လေနော်အဲ့တော့ကိုယ့်ကိုတော်တဲ့ဝါဆိုတာတောင်မှတ်ပုံတင်လာစစ်တဲ့လူနဲ့တွေ့နေတယ်အဲ့တော့တော်တော့ယဟန်ဆိုတာလည်းနေလို့မဖြစ်တော့တဲ့အတွက်နော်တန်ဃာတွေအတွက်တော့ဗမာပြည်မှာမြေမရှိဘူးထင်ပါရဲ့ဟုတ်လားအဲ့တော့ရှိပါစေတော့မပြောဘူးနဲ့ပြောမိသွားပြန်ပြီနော်တရားစက်ကလေအောင်မှု့မယ်ဆိုအင်ဂျင်ကမော်တာကောင်းမှဖြစ်မယ်အဲ့တော့စွတ်မှု့ဖြစ်မှရမှာပဲနော်အဲ့တော့ကောင်းပြီအဲ့တော့တရားစက်မလဲခဲ့ဘူးဆိုတာအဲ့ဒါတွေသက်သေပဲနော်အဲ့တော့ယဟန်ကယဟန်ဘက်ကတောင်းတယ်လူကလူဘက်ကတောင်းတယ်ယဟန်တွေဘက်ကလည်းပြောတယ်ဧက90တောင်လူတာဘာမှမလာဘူးလားတဲ့ဘာလာရအောင်မလဲလို့နော်အဲ့တော့အဲ့ဒါလို့တရားစက်မလဲတဲ့အတွက်မတရားစက်တွေလဲနေအဲ့တော့မတရားစက်အားကမောင်းနေအားကောင်းလာတဲ့အခါမှာဓမ္မစက်လဲဖို့အတော်ခဲရင်သွားတယ်ရှင်းသလားအဲ့တော့ဒီနေ့ဥသုမင်္ဂလာကိုခင်ဗျားတို့တရားလာနာကြတယ်လေဥသုမင်္ဂလာသဘောပေါက်ပြီးသားဥသုမင်္ဂလာပါမွားဘာမှတတ်တဲ့ကောင်မဟုတ်ဘူးဒါပေမဲ့တရားစက်ကိုလဲစေခြင်းနဲ့စေတနာတစ်ခုတည်းနဲ့အလုံးလုံးနေတဲ့အတွက်မတရားစက်ကိုဖောက်ထွက်ဖို့ကြိုးစားနေလို့ခင်ဗျားတို့ကြိုးရှိရောက်လာတာရှင်းလားအဲ့တော့ဘာမှမတတ်ဘူးဒါပေမဲ့တရားကိုတော့ယုံတယ်အဲ့တော့တရားသည်အချိန်တန်ရင်နိုးထလာမှအာဓမ္မကိုငါတို့ကျော်လွှားနိုင်သဘောပေါက်သလားအဲ့တော့ဓမ္မစက်ကပဝတ္တနသုတ်ဆိုတာအဲ့ဒါပဲဘုရားကအဓမ္မစက်ကြီးကိုရက်တံပြစ်ဖို့နဲ့ဓမ္မစက်စတင်လေဖို့ဒွေမေဘိက္ခဝေကစခဲ့ရှင်းတယ်နော်အဲ့ဒီမှာခုနဆရာတော်ဥပုပ်ကအမွန်တင်တဲ့အနေနဲ့မိဂရာဝုံတော်ထဲမှာပင်စားဝဲကြီး9ဦးတရားနာပရိသတ်9ယောက်လူထဲမှာတော့9ယောက်ပဲပါတယ်နတ်မြမာက18ကလေးဟုတ်ပြီနော်ဒါကျွတ်တန်းဝင်ကြမှာတရားနာပရိသတ်ကတော့18ကလေးမကဘူးပေါ့စကြဝဠာတိုင်းရေးနာတောင်ကတ်သွားတယ်အားလုံးတရားနာလာကြတယ်အဲ့တော့ဘုရားရဲ့တရားဥအသံကိုကြားဖို့အရေးမှာတရားနာပရိသတ်ကလူတွေကတော့9ယောက်ပဲနတ်မြမာတွေကတော့စကြဝဠာအပြည့်ပေါ့ဟုတ်ပလားအေးဒါကရှင်းမဟဆရာတော်ဥပုပ်ရဲ့ဓမ္မစัจ जा ကိုအမွှန်းတင်ပြီးတော့သဟံပတိမြမကြီးကတောင်းပန်လို့ဓမ္မစัจ जा ဟောတယ်ဆိုတာဟုတ်ပါလေတရားစက်ကိုစလေပတ်စေတာသည်သဟံပတိမြမကြီးကတောင်းပန်ဗောဓိပင်နဲ့ရွှေပလင်ပေါ်မှာဘုရားရှင်ကိုရောမြတ်ကြီးကငါသိထားတဲ့အမှန်တရားတွေနဲ့သူတို့ကြိုက်နေတဲ့အမှားကြိုက်တဲ့လူကများနေတယ်အမှန်သိတာငါတယောက်တည်းအဲ့တော့ဟောလို့တော်မထင်ဘူးဘုရားကဒီလိုလေးစိတ်ထဲမှာတွေးကြည့်လိုက်တာသို့တော်ဒါကိုကျေးဇူးရှင်မင်းကွန်းဆရာတော်ဘုရားကြီးကရေလေအောင်ရှင်းထားတာရှိပါတယ်
တရားမဟောတော့ဘူးလို့ပြောတာမဟုတ်ဘူးဟုတ်ကလားဘုရားရှင်ကိုယ်တော်မြတ်ကြီးကတရားဟောခြင်းလွန်းလို့ကိုဘုရားလှုပ်လာတကယ်ဟမ်ဘုရားဟာတရားဟောခြင်းလွန်းလို့ဘုရားလှုပ်လာတာအဟုတ်ဘုရားလှုပ်လာတာဘုရားက automatic ဖြစ်လာတဲ့အမျိုးမဟုတ်ဘူးဘုရားဖြစ်အောင်သူလေးသင်ချေနဲ့တပါးသိသူဖြစ်အောင်လုပ်ခဲ့ရတာမလားအဲ့ဒီလိုဘုရားဖြစ်အောင်လုပ်ခဲ့တာဒီလေတကိုးတွေအရှိန်စော်တွေပြဖို့လားမဟုတ်ဘူးဘုရားတို့ရဲ့ဂုံနဲ့အညီကုသိုလ်တွေတော့စုခဲ့ရတယ်လေးသင်ချေနဲ့ကမာသသိန်းစုခဲ့တော့သူကုသိုလ်အရှိန်စော်တွေနဲ့ကြည့်လိုက်တော့လူချင်းတူရင်လဲလူသားတိုင်းအလုံးရဲ့ तू ကနှာတပြားသားနေတယ်ဒါဘုရားရဲ့ဂုံကျေးဇူးတွေဂုံတွေပေါ်လာအောင်လုပ်ရတာသို့တော့အဲ့ဒီဂုံတွေလူတကားတဲ့လှတယ်လူတကားတဲ့ချောတယ်နတ်တကားတဲ့လှတယ်နတ်တကားတဲ့ချောတယ်လူတကားတဲ့ဘုံကံကြီးတယ်ဒါတွေကိုပြခြင်းလို့ဘုရားလှုပ်လာတာလားမဟုတ်ဘူး तू ဘုရားလှုပ်ပြခြင်းရဲ့အဓိကရည်ရွယ်ချက်ကဓမ္မစက်လဲဖို့ပါတယ်တဏ္ဍဝါတွေရဲ့တန်တမ်းမှာဓမ္မယန္တရားကြီးလဲပတ်လာမှတတ္တဝါအများအေးချမ်းမယ်လွတ်မြောက်မယ်ตายရမယ်ရှင်းသလားတရားသောစက်မလဲမချင်းသူတော်ကောင်းတို့မှာလွတ်မြောက်ခြင်းလည်းမရှိနိုင်အေးချမ်းခြင်းလည်းตายရခြင်းလည်းမရှိနိုင်အဲ့ဒီအတွက်တရားစက်ကိုနှိုးဖို့ဖျားလုပ်လာတာရှင်းသလားသို့တော့တရားဟောခြင်းရဲ့အကြောင်းပြည့်စုံမှုအတွက်မဟုတ်လဲဟောတော့ဟောမှာပဲသို့တော့ဟောဖို့ရတောင်းပန်လာတဲ့တဟံပရိပြမကြီးကလည်းရှိနေတယ်ဟုတ်ပလားအဲ့ဒါလို့တောင်းပန်ခြင်းအကြောင်းကလည်းပြည့်စုံမှဘုရားဖြစ်လာမှဘုရားဖြစ်ပြီးတော့တရားတော်ကိုဟောဖို့ဆန္ဒလည်းပြည့်စုံမှဒီလိုအဖက်ဖက်ကပြည့်စုံမှတရားဟာအနှစ်သာရပြည့်စုံမှဖြစ်တဲ့အတွက်တောင်းပန်လျှောက်ထားသူလေးလဲဆရာတော်ဥပုပ်ကထည့်ရေးထားလိုက်တယ်သဘောပေါက်ပြီနော်အဲ့ဒီကနေနောက်တစ်ပိုင်းကျတော့ဧဝံမေတုတံဧကံသမယံဘဂဝါပါရဏတိယံဝိဟရတိမိဂရာယေဓမ္မဝရံဆိုတာရှေ့မှာမပါဘူးလားအဲ့ဒါကြတော့အရှင်အာနန္ဒာပြောတဲ့စကားဘုရားစကားမဟုတ်ဘူးတန်ခါယနာတင်တော့အရှင်အာနန္ဒာကဘုရားတပည့်တော်အာနန္ဒာသည်ဧဝံဤသို့မေဘုရားတပည့်တော်အာနန္ဒာသည်သူတန်ကြားလိုက်ရပါ၏ဘုရားရှင်ထံတော်မောက်မဆိုတော့ဘုရားကအရှင်အာနန္ဒာအလုတ်ကျွေးပြုတဲ့အချိန်ကြမှာဒါလည်းဝါ20ကြမှာစတာအရှင်အာနန္ဒာဇလန်းကအဲ့တော့အဲ့ဒီဘုရားဖြစ်စကအခြေအနေတွေပြန်ဟောပြလို့အရှင်အာနန္ဒာမှတ်ထားပြီးတော့တန်ခါယနာတင်ပွဲမှာပြန်ပြီးတန်ခါအများတွေ့အောင်ပြောခဲ့တဲ့စကားဧဝံမေတုတံဧကံသမယံဗာရာဏတိယံဝိဟရတိဣတိပဒနာနာမကေမိဂရာဟေမိဂရာယေဆိုတာမပေါ့လားဣတိပဒနာအမည်ရှိတဲ့မိဂရာဝုံတော်ကြီး၌ဆိုပြီးတော့သားတို့ရဲ့ဘေးမဲ့ဘေးဟာတော်မှာဘုရားဟောခဲ့ပါတယ်လို့ဘုရားပြောတန်ကိုသူကြားဘူးတယ်ဒါနေတန်းချီခဲ့တာအဲ့တော့ဒါဘုရားစကားဟုတ်သလားမဟုတ်ဘူးကောင်းပြီအဲ့တော့တကယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးတရားစက်ကိုလဲစီခဲ့တဲ့တရားကဒွေမေဘိက္ခဝေအန္တပပ္ပစီတေနနသေဝိတ္တပပပ္ပစီတေနရှင်ယဟန်အဖြစ်ကိုပါတယ်အဲ့တော့ဒီနေရာမှာဦးဇင်းကနည်းနည်းလေးပြောခြင်းတယ်အခုဟောမှာကယဟန်ကနည်းနည်းချင်းနောက်ကဘာတွေတော့လူတွေဆိုတော့ပပ္ပစီတေနနသေဝိတ္တပနဲ့သိမကိုင်ဟိုမှာလဲလူကဘယ်နှယောက်ထဲရှိ9ယောက်သူကလူတွေတော့မဟုတ်ဘူးပေါ့နော်လူတွေမဟုတ်ဘူးဆိုတာကကွန်တင်ညာဝပပါတိသဗာတိယမဟာနံအတ္တစီနော်ရှာနေနဲ့လုံးသွားတယ်အဲ့ဒါလေးသိခါဝေဖန်တဲ့လူတွေတခါတလေဝေဖန်တယ်သူမင်္ဂလာမင်းတရားဟောရင်သတိထားတယ်မဖေအပမဒေနသံပါဒိဋ္ဌကိုမင်းအပမဒေနသံပါဒိနတွေလုံးနေတယ်တယ်မဖေတဲ့တောင်းပန်ခဲ့ရတဲ့ရှင်ဖေတပည့်တော်ကလည်းဥရဟိုဒလဇတ်သွားပြီးတော့အနာမယူရပဲဟောရတဲ့အခါမှာတပည့်တော်ခန္ဓာကိုတပည့်တော်အစိုးမရဘူးစိတ်ထဲကပြောနေတာတစ်မျိုးပါဇက်ကထွက်နေတာတစ်မျိုးပါဗျာနော်မန္တလေးမှာမနေ့ကဟောတနေ့ကဟောတယ်
ရှေ့ကပြောခဲ့တဲ့ခေါင်းစဉ်ကတစ်မျိုးအလဲရောက်တော့တစ်မျိုးဖြစ်သွားတယ်ခတ္တိတွေနဲ့တကားတွေကိုကပြန်ဟောက်နေသေးတယ်နော်အောက်ရောက်တော့မှရှင်ဘုရားပြောတာကိုကဒီလိုတဲ့ဟေးဟုတ်လားမသိဘူးကွာငါရှေ့စကားနဲ့နောက်စကားငါမမှတ်မိတော့နော်အဲ့တော့တောင်းပန်နေဒီရောက်တော့လေတရားနာပိဋကကြီးကြည့်ပြီးတော့အာနာတော့မဟောပဲလေမနေနိုင်နော်ဟောရပြန်တော့လေဒီမှာခန္ဓာက fitting မဖြစ်ဘူးပေါ့နော်မုမဝင်ဘူးအဲ့တော့နည်းနည်းလေးရှားလိုက်တာလေးတော့ပါလိမ့်မယ်သီးခံပေးပါနော်အဲ့တော့ခုနပဲရောက်သွားဟမ်အေးပြစွဲငီ၅ဦးကလူတွေလားဟုတ်ဘူးကွန်တညဝပ္ပဗတ္တိယမဟာနံအတ္တစီဆိုတဲ့ပုံနာ၅ယောက်အဲ့ဒီပုံနာ၅ယောက်ကယသိယဟန်ဝုတ်ပြီးတော့ဘုရားပွင့်တဲ့အခါမှာတရားဥနာဖို့စောင့်နေကြတာသူတို့တရားတရားလဲကြည်စမ်းဟမ်အရှင်ကွန်တညကြီးဆိုရင်ဘုရားမွေးကာစမှာတောထွက်ပြီးစောင့်ကြည်စမ်းဘုရားအလောင်းကဘာဖြစ်လဲမွေးကာစရှိသေးတယ်အဲ့တော့မွေးတော့သူတို့ဘေးရင်တွက်ခိုင်းတယ်မလားအဲ့တော့ဘေးရင်အကျော်မော်တွေတွက်ကြတော့တခြားသောပုံနာတွေကလက်နှချောင်းထောင်လက်နှချောင်းထောင်တယ်ဆိုတာသူတို့ကဓမ္မစက်ကိုမလည်ရဲတော့အာနစက်ကြောက်ဒီကစပြောရမှာသူတို့မြင်တာတော့မြင်ထားပြီးသားဒီပုဂ္ဂိုလ်သည်တာမန်ပုဂ္ဂိုလ်မဟုတ်ဘူးစัจ जा မင်းလောင်းတို့ထက်မြတ်တယ်ဆိုစัจ जा မင်းထက်မြတ်တာဘုရားပဲရှိတော့တယ်ဒါဘုရားဧကံဖြစ်ရမယ်လို့ပြောရင်ရှင်ဘုရင်မကျေနပ်မှာဆိုတာနဲ့နှချောင်းတောင်းအဲ့ဒါဟိုကတ်ဒီကတ်ကောင်တွေပြောတာပေါ့နော်သဘောပါသလားအဲ့ဒါဟိုဘက်သားရင်ဟိုဘက်ကမှဒီဘက်သားရင်ဒီဘက်ကမှဆိုတဲ့အကောင်တွေအဲ့ဒါဓမ္မစက်မလည်နိုင်တဲ့အာဓမ္မစက်ကကောင်းတယ်နော်အဲ့ဒီပုံနာတွေကသူဘာပြောလဲနှချောင်းတော်လက်ညှိုးထောင်ပြတယ်တခုကတော့လောကသုံးပါးမှာဘုရားအဖြစ်ဧကံရောက်ပါလိမ့်မယ်ဘုရားဒီလိုမှမဟုတ်ရင်ဟောဒါမှမဟုတ်ဆိုရင်သူကလာပြီအဲ့ဒါဟန်မရတော့ရှင်းသလားသို့တော်တို့ဒါပေမဲ့တို့ဝင်လာရင်အဲ့ဒီတိုင်းပြည်ပြက်ပြီသာမှတ်ပြီတော့ရှင်းလားအဲ့တော့ကြည့်လေဒီမှာဘုရားဧကံဖြစ်လိမ့်မယ်မဖြစ်ရင်ဆိုဟောမနေတော့မင်းပေရင်လှုပ်ရှုပ်ဟမ်မဖြစ်ရင်စัจ जा မင်းဖြစ်ရမယ်တဲ့ဒီလိုလာတာသဘောပါသလားအဲ့ဒီမှာတို့အကြည်ညိုဆုံးကကွန်တင်ညနော်အရှင်ကွန်တင်ညကတော့အငယ်ဆုံးပုံနာအဲ့ဒီအချိန်မှာပညာရှင်တွေရွေးထုတ်လိုက်တဲ့အခါသူပါသွားတယ်တယောက်အပါဝင်အမတန်ပညာထူးချွန်လို့ဗေဒင်ကျမ်းကရင်တွက်ချက်တဲ့နေရာမှာအဲ့တော့သူ့ကိုပြောမေးလိုက်တယ်ရှင်ဘုရင်သုဒ္ဓောဒနာဘုရင်ကြီးကဲကွန်တင်ညမင်းကတော့ငယ်လဲငယ်ထက်လက်ထက်ပြောစမ်းกว่าမင်းဘလို့မြင်လဲတချောင်းတော်အင်္ဂုလိအင်္ဂုလိဆိုတာလက်ညှို့လက်ပြောတာနော်တချောင်းတော်လက်ဖဲထောင်ပါတယ်တဲ့ဟာတဲဟုတ်ပါလားပြောစမ်းဟောသုဒ္ဓောဒနာစัจ जा မင်းဖြစ်စေခြင်းဘာဖြစ်စေခြင်းလဲဒါမှ तू ကစัจ जा မင်းရဲ့အဖေကြီးဒီလိုလှုပ်ရှင်လှုပ်နေသေးတာဘိုးရသဘောပါလားအခုလည်းခင်ဗျားတို့သားတွေသမီးတွေလိမ်မာရေးချရှိလို့များကဲငါသားလေးကတော့ရုပ်ရည်လည်းအမတန်ချော်မော်တင့်တယ်စိတ်ထားလေးကလည်းအမတန်ကောင်းတယ်နော်ဖြောင့်မတ်မှန်ကန်တယ်ဉာဏ်ရည်ကလည်းအမတန်ထက်တယ်ဒီတော့ဒီပုဂ္ဂိုလ်သာသနာပြုဖို့ထိုက်တယ်ဆိုပြီးကြောင်းလာအပ်တာဗမာပြည်မိဘများရဲ့လမ်းဆုံးနေတာမလို့ဆရာဝန်ဖြစ်မှာနော်စက်မပြောတော့ပါဘူးအဲ့အကြောင်းတွေပြောချင်နေတာဟာလားဆရာဝန်တွေကြီးပဲရှိပြီးလူမမာမရှိရင်ဘယ်လိုလုပ်ကြလောကမှာဆရာဝန်တွေနဲ့ကြီးလောကကိုတည်ဆောက်လို့ရသလားဆရာဝန်မှာအမြင့်ဆုံးပညာတတ်သူလားတုံးလိုက်တဲ့ပမာကြားတဲ့စကားကိုဟမ်းမရရှင်းလားအဲ့တော့ဥပရိလေးကောင်းလာတယ်သဘောမနှောကောင်းတယ်ငါသားလေးကိုတကယ်သာသနာနွယ်ဝင်အစ်စ်ဖြစ်အောင်သာသနာပြုပုဂ္ဂိုလ်ဖြစ်အောင်သာသနာကိုလှူဒန်းမယ်ဆိုတဲ့မိဘမျိုး
သုတ်တော်ဒနာလဲဒီပုတ်ထဲကဒီပဲရှင်းသလားစัจ जा မင်းနဲ့ဖရာဘယ်ဟာမြတ်တာသူဖရာအဖေမဖြစ်ချင်ဘူးမဖြစ်ချင်စัจ जा မင်းအဖေလူတကာကိုနှိပ်ကုတ်ပြီးတော့အကုန်လုံးကိုအုပ်ချုပ်ထားမယ်စัจ जा မင်းမျိုးကြတော့ဖြစ်ချင်တယ်အဲ့ဒါကွန်တင်ညာမဟုတ်ဘူးဘရင်အကြိုက်မလိုက်ဘူးအဲ့ဒါမှဓမ္မစက်ပြောတာနော်ပြောတော့ကွန်တင်ညာအော်ကလေးကရင်ဓမ္မစက်ကစနေပြီအင်ဂျင်ကနိုးတော့မှရှင်းလားတတ္တိသိတ်ကောင်းတချောင်းသောအင်္ဂုလိရှိပါတယ်တဲ့ဘာလဲကွာအဲ့ဒါပြောစမ်းဆိုတော့ဖယားပဲဧကံဖြစ်မှာတဲ့စัจ जा မင်းလုံးဝရှင်းနိုင်ဘူးသိတ်ကောင်းသူပညာကိုလည်းသူယုံတယ်အမှန်တရားကိုလည်းလေးစားတယ်ညနိုးတန်ဖိုးထားတယ်အဲ့တော့ပုံသားထဲမှာ तू ကအငယ်ဆုံးခုလည်းဦးဇင်းစဉ်းစားကြည့်တယ်ကြီးတဲ့ဟာတွေတော့သွားပြီသူကလာကြရရင်နှစ်ချောင်းသောအင်္ဂုလိနဲ့လာတာဒါပေါ့ဘုန်းကြီးရဲ့ဟုတ်လားပြောတာပေါ့အရှင်ဘုရားလည်းဒါပဲမဲ့ဒီလူမျိုးတွေနဲ့လက်တွဲအလုပ်လုပ်နေတာသိအဆင်မပြေဘူးရှင်းသလားဒါပဲမဲ့အရှင်ဘုရားဟိုဟမ်ရှင်းတယ်နော်သဘောပေါက်သလားနှစ်ချောင်းသောအင်္ဂုလိသမားတွေဘုရားနဲ့တွေ့မသွားရှာဘူးရှင်းတယ်သလားအဲ့ဒီထဲမှာအငယ်ဆုံးဖြစ်တဲ့ကွန်တင်ညာတယောက်ပဲဘုရားနဲ့တွေ့ပြီးသကလားသာသနာမှာဦးဆုံးတရားစက်ကြီးလဲသွားတဲ့လူပုဂ္ဂိုလ်တွေကအမြတ်ဆုံးပုဂ္ဂိုလ်ဘုရားပြီးရင်သူပဲရှင်းသလားရှင်သာရိပုတ္တရာရှင်မမောက္ခလနောက်မှလာတာပါဘုရားနောက်မှလိုက်စုရတာအရေးပေါ်ရသွားတာဘယ်သူလို့အရှင်ကွန်တင်ညာလောကမှာဒီဗုဒ္ဓရှင်တော်ရဲ့သာသနာမှာဗုဒ္ဓပြီးရင်သစ္စာဦးဆုံးသိတာဘယ်သူလဲဒါကြောင့်အညာသိကွန်တင်ညောဆိုတာနောက်ပိုင်းဥရန်ကျူးတော့လာလိမ့်မယ်ရှင်းသလားအဲ့တော့ကောင်းပြီပပ္ပစီတေနဆိုတဲ့ခုနစကားလေးပြောချင်တာပပ္ပစီတေနဆိုတာယဟန်နေကြီးမပြောပါနဲ့မြင့်မြတ်သောအကျင့်ကိုကျင့်သုံးကြမဲ့ပုဂ္ဂိုလ်တိုင်းသည်ဒီလိုသွားကြစို့အဲ့ဒါကိုပို့ပြီးသဟဇာတဖြစ်အောင်ဦးဇင်းတို့ဘာသာပြန်အောင်မယ်လမ်းမှန်လျှောက်ကြမယ်ပုဂ္ဂိုလ်တိုင်းပါတယ်တနည်းအားဖြင့်ဓမ္မစက်ကြီးကိုလဲလိုသောပုဂ္ဂိုလ်တိုင်းကဲခင်ဗျားတို့မတရားတာကိုကြိုက်လားတရားတာကိုကြိုက်မိမိရင်ထဲမှာမတရားမှုကိန်းတာကြိုက်လားတရားမှုကိန်းတာကြိုက်လားအဲ့ဒီစိတ်လေးတော့မဆိုးသေးဘူးဒါပေမဲ့နှစ်ချောင်းသောအင်္ဂုလိရဆိုးတယ်ကျင်သလားဘုရားတို့နှစ်ခွဇလန်းစကြတဲ့နှစ်ခွကြည့်တန်တရားတစ်ခွမှအခုလိုအမှားအမှန်အကောင်းဆိုသိသလားဘုရားမပွင့်တော့ဤကာကုသိုလ်အကုသိုလ်ဟုထိုဘုံဘဝမတိကြရများလာအပြစ်တွေမရှိဘူးလားကုသိုလ်မှလည်းမသိဘူးဘုံဘဝဌာနတွေရှိမှန်းလဲတခြားဘာသာကိုးကွယ်တဲ့လူတွေလေ့လာကြည့်ဘုရားရဲ့သာသနာကလွဲပြီးတော့အဲ့ဒီဘုံဘဝတွေပြနိုင်တဲ့အဆုံးမှဘယ်မှမရှိဘူးရှင်းသလားခုခင်ဗျားတို့ငရဲတိလိ္ဆာပြိဿအသူတကယ်ဘုံတွေရှိတာသိသလားယုံသလားတိလိ္ဆာတွေဒီမှာသက်သေပြစရာတွေတဘုံကြီးပဲပိဋ္ဌာဆိုတာလဲခင်ဗျားတို့ပိဋ္ဌာမျက်လုံးသာတတ်ကြည့်ငယ်ငယ်တုန်းကပြောသလိုပေါ့ခွေးမျက်ချီမျက်စိကွင်းပြီးကြည့်ဟုတ်လားဘာဖြစ်လို့တော့ဆိုတော့ခွေးဆိုတာကအဟိတ်တိလိ္ဆာဘုံသူကအပယ်လေးဘုံသားအပယ်ဘုံသားအချင်းချင်းကြတော့မြင်းနေညကြတော့ခွေးတွေဥပြီဆိုရင်အဲ့ဒါဥခြင်းလို့ဥနေတာမဟုတ်ဘူးဟိုကောင်ကြီးတွေလာနေလို့ဥနေတာရှင်းသလားကိုယ်ပတ်ဝန်းကျင်မှာပိဋ္ဌာတွေတပုံကြီးဒါမှဥစ္စာတို့နာကိပြစ်တော့အေယာဝတီတိုင်းရောက်သွားတယ်ဆိုရင်မဲ့ဆရာတော်ကြီးတွေသွားလျှောက်တယ်ရှင်မရတပည့်တော်သင်္ကန်းအစုံ400ကျော်900နီးနီးပါလာတယ်ဖေ။အဲ့ဒါယူပြီးတော့သံဃာတွေဆုံးကပ်ပြီးတော့တပည့်တော်တို့နာကိဒေသတွေမှာလူသေးပြောက်များတဲ့အရက်တွေလဲပြီးတော့တပည့်တော်တို့
ကဘဝဖဘယင်ရွတ်မေတ္တာဖို့အမြဝေလောက်ကြရအောင်ဗျာသပိတ်တော့မပေါ့ဟာအေးဟုတ်တယ်ကွာအဲ့ဒါလေးလောက်ရမှာအရှင်ဘုရားလောက်ရမှာပြောမနေနဲ့မြန်လုံးမှဖြစ်မယ်ဟာဘာဖြစ်လို့ဟာဒီမှာသလောက်အလောင်းကောင်တွေအပုတ်ကောင်တွေများနေတာဘလူးဝင်လာတော့မယ်အရှင်ဘုရားမကြီးစရာမဟုတ်ဘူးဟမ်တန်ဃာတွေကဒီလိုထက်မြက်နေရမှာအတွေးခေါ်ဘာဖြစ်ရင်ဘာဖြစ်တော့မယ်ဘာဖြစ်ရင်ဘာဖြစ်တော့မယ်ဗုဒ္ဓတရားတော်တွေနဲ့အညီစဉ်းစားဝေသာလီပြည်ပြတ်သွားတာဒါပဲရှင်းသလားတို့ဘုရားသားတော်တွေနဲ့ကာကွယ်နိုင်စွမ်းရှိမရှိရှိတယ်လေဟိုမှာအရှင်အနန္ဒာည300လုံးရွတ်သွားတာဟမ်တိရာမရတ္တိန်ပရိဒံကရွန်တော်ဆိုတာမကြောက်ဘူးလားအေးအဲ့ဒါည300လုံးတာသံဃာတွေဝိုင်းပြီးတော့ရွတ်ပြီးတော့ဘလူးရံကနေကာကွယ်သွားဘာလို့ကာကွယ်သွားလို့ဆိုတတိုင်းပြည်လုံးပုတ်စော်တွေနန်းနေပြီရှင်းလားအဲ့ဒါမြန်ဓမ္မစက်လေမလဲတော့နန်လာပြီကောင်းတာတော့တကွမှမတွေ့ဘူးရှင်းသလားအဲ့တော့ကုသိုလ်လည်းမသိထိုးဘုံဘဝလည်းမသိတော့ तू ကမမြင်တော့မကြောက်မမြင်တော့အခုကြက်ဖြစ်ဆတ်ငှက်ဖြစ်ဆတ်ဝက်ဖြစ်ဆတ်ခန္ဓာနဲ့ကျွေးဆတ်နေရတာတွေမရှိဘူးလားအေးအဲ့ဒါတွေကသိခဲ့လို့လားမသိခဲ့လို့လားတို့လည်းဒီလိုဆတ်ခဲ့ရတဲ့ဘဝပေါ့များလာပြီဆိုတော့မသိတာကအဝိဇ္ဇာပစ္စယသင်္ခါရဆိုတော့ကုသိုလ်လုပ်သလားအကုသိုလ်လုပ်သလားနှစ်ခွအဲ့ဒီရစတာလို့ရှင်းလားလောကမှာလေ30ပုံမှာကျင်လည်နေကြတဲ့တတ္တဝါတိုင်းကုသိုလ်ကြီးလုပ်ခဲ့တဲ့တရားဝါလဲတကောင်မှမရှိဘူးရှင်းလားအကုသိုလ်ကြီးလှုပ်ထားပါတယ်ဆိုတဲ့လူလဲရှိဘူးတတ္တဝါတိုင်းမှာဒွန်တွဲတတ္တဝါတိုင်းဒွန်တွဲတော့လွန်ဆွဲရတာဗောဗျာကောင်းတခါဆိုတယ်လေမှားတခါသဘောပေါက်လားအာဓမ္မယန္တရားကအာကောင်းသွားရင်အာဓမ္မပဲပါသွားဓမ္မယန္တရားကအာကောင်းသွားရင်ဒါပေမဲ့ခုခင်ဗျားတို့ဘာလို့မတရားမှုတွေနဲ့ကြီးတွေ့နေဟမ်အာဓမ္မယန္တရားကအာကောင်းနေတယ်ဆိုတော့ဓမ္မတွေညံ့လို့ပေါ့ဗျဓမ္မယန္တရားဓမ္မဘက်တော်သားတွေညံ့နေလို့ပေါ့ခုခင်ဗျားတို့တရားကိုမြတ်နိုးသလားဒါပေမဲ့ဒွန်တွဲရင်တော့လွန်ဆွဲရမှာပဲအားနေတဲ့ပဲမှောက်ရက်လဲပေါ့ရှင်းလားဓမ္မစကြာဒါပဲဓမ္မစက်ကိုဘုရားကဇွတ်တွန်းလှည့်ခဲ့ရအဲ့တော့လူဘက်ကကြည်သာအားရစရာမရှိတာ9ယောက်ထဲနတ်မြမှာ18ကလေးကျွတ်တယ်လူတွေက9ပါးပဲကျွတ်ကြည်သာဓမ္မစက်လဲဖို့လွယ်သလားမလွယ်ဘူးဘုရားတပါးတည်းနဲ့ကိုလဲအောင်လှည့်နိုင်သလားမလဲနိုင်ဘူးရေးပြောလိုက်မလဲနိုင်ဘူးမလဲနိုင်တော့ तू လူလိုက်စုရတာအင်အားလိုက်စုရတာယတသတို့သားတို့ဘာတို့အကုန်ဆွဲစုပြီးမှအပါ60ကျော်မင်းတို့ဝါကျွတ်တာနဲ့ဟိတ်ကောင်းတွေခကြီးထွက်ကြသရထာဘိက္ခဝေစရိတံဓမ္မံဒေသင်္ထဟုတ်လားခကြီးထွက်ပြီးတရားဟောပြောတာရှောက်လေခိုင်းတာမဟုတ်ဘူးပိကနစ်ထွက်ခိုင်းတာမဟုတ်ဘူးဟင်သဘောပါသလားဟိုမှာကြောင်းထဲတယ်ရေခဲတက်တာနဲ့အဲကောနဲ့နတ်နေပြောသလားမပြောဘူးသာသနာပြုလဲ့ပါတဲ့ဒါပေမဲ့အခုတော့မလဲနဲ့သူမင်္ဂလာပြောပါတယ်လဲတဲ့လူဒုက္ခသိများပါတယ်သူမင်္ဂလာအမှန်တမ်းလဲအောက်ကြပါတယ်တရားလိုက်ဟောတယ်ဆိုတောင်းပန်ပြီးဟောရတာပါမတရားတာလို့ရင်ဘာမှတောင်းပန်စရာမလိုပါဘူးမပေါ့ဆိုချဲဖုံးကြီးစစ်ဆေးတယ်လို့မကြားဘူးဟင်ပြည်ရင်ဘုန်းကြီးတိုင်းရတဲ့ဆင်ဘုန်းကြီးစစ်ဆေးတယ်လို့မကြားဘူးငါရှင်တို့သတိထားတရားဟောရင်စစ်ဆေးခံရမယ်ရှင်းလားဘာသာသနာလဲတော့မသိဘူးဘာဆက်လဲအခုဓမ္မဆက်ကအခုမှနှိုးမလို့လို့တုံးရှိတယ်နှိုးနိုင်မလားမနှိုးနိုင်လားမသိဘူး
Nepia lie not send no rabo. Hola. Boba Majabu. Hold on long the John pay later Majabu. Variety John Jeep Shabiba, Malima, Amani Pala. Oh, Bizoda young John Dice, Moyani, John the Point. Maybe. John saw Bibi Southern Area being a low load. Every John Dice, the man Buna move Shabi. Oh, John Nature. Yo. Yoga same account. Siena. Maria Bariba Tadana Ahman Damaset no mess for in the Rita. And the Emiare. Yoga of the Mama Jolo Bidia was shouting. Joga Dom sound. Siena. The ball about the land. Damaseja, Doman Ludi, Damaseja, Hoyno, Joe Damaseka, Dorojigo, Sebi Yanoma. No? Ero, always a busy abale. Tekara, Lagarega, Nakwa. Eh? Muigrega, young Linus or Arab. El Camero Magudo le bare? Hule Madiare say le bare? Hello, Aluma. Madiare Bagale send it. Pablo, go home of Chile and Latubua, Yandi. Also, go Naima. Ginella. Era Camero Gene, Matiamu, Mamia, no need a city. Eh? Nabacata, Rupia on Lochena. Allah be so great, Matiare second lady. Any Matiare said, Ah, County, Damasetti. Yo. Sheila. Tiao Yongana. Okay, Matiamu, Tiamu, Bedinga, Abu gone. Babalu. Oh, they shall not out, they shall not out. They shall not out, alo. They shall not out. Nale or Mime, no? They made a big one, then a yodel of his daughter. Below Yora Rodo, Kamiaru, Bamabima, Mira, Loga Amanda Yago Mira. No, Loga Amanda Yama, Adamane, Dama, Badua Ajidale. Hey, Bamabima Yora move. That's what Pierre Shindoy. The Wobala. Hero Bamabi there, so go be there and go Cezanne. Papi look here, Mamadu, who get a Pandiada in William, Damane, Adama, Bedinga, account. Hey, Ero, that's the Biam. The fan they are low like Agudo. Shakanet the matter for Jaisa. A pay out John Agudori. A go horsey camping. That's the low like a go horsey camping. I am a commando, a Paman Saint Kangaya Bibi, Jim Jew. General. Jepiesa, Webpiesa, Nawapiesa, a changing Saka Bibi, DJ, Jew. Todo who we by the Nanyan, Ria de Sadama, Damastan, no romance or era. No, Enya the Gondenyo. Eh? Seku, Gerani. Seko, Uda Badi. Eh, Damaset, era no, hey, so Grega, Dwa go Hotiga. General. Have do Damasaji. No Jazo, only Malene, Kuma, no ma. Eh? Damasaji Balome. No Jazo. Shenla. The ball Baudala. Hey, Damase Malay, you know, come here to Nimundre. Show the day. Luchin to be made. Camiaro Jodoye. Tampoche. About my lure me, I Eddie lure ne, Camiaro ne. Tampoche. Ego, young dynama, she the Bogo Repapi. No? Yahweh Lana ne Lune, Malana ne Lugo. And he not capito Malana ne Lugo to Bonisi today. Elma Bakwa Lesro. The young woman no rest say to Roganoma. She did it, had the check. The young Payashi, a Soma, a Jomojo. A Soma will go right now, and I net Bada Zagane, Piota de Bogo. A Dale Ludida. Eh? To Magralo, Bidaga, Zombo Magalo, Sebon, she needs the Loma Namale, Mama Lobia. Ginadala. I don't come here to hold up your de Bogonele. Count that now.
ကဲတရားကိုလုံမယ်ဆိုရင်ကောလုံနိုင်တဲ့ခွန်အားအဲ့ဒါခင်ဗျားတို့အဖက်ဖက်ကပြည့်စုံနေတဲ့ဘဝဒီဘဝမျိုးရဖို့အမတန်ခဲရင်တသံတရားလုံးဒီအမောင်တော်တွေကလာတာအခုမှအလင်းရတဲ့ကာလကလေးနဲ့ကြုံတာရှင်းနော်အဲ့ဒါကိုမေးရောပေါ်ဆနေလိုက်ရင်ဟိုအလင်းမတွေ့တဲ့လူတွေနဲ့ဆိုင်ခင်ဗျားတို့ကတာပြီးရှုံးတယ်လို့မှဟိုကအလင်းကိုမတွေ့လို့မလျှောက်တတ်လို့မလျှောက်တာမလျှောက်တတ်လို့ကြောက်ထဲရောက်တာသူတို့ကအလင်းမမြင်ရဘူးခုခင်ဗျားတို့ကအလင်းမြင်ရရဲ့နဲ့ကြောက်ထဲမောက်ရက်လဲတာတော့ဖြင့်ဘသူကပါတာရှုံးမထင်တော့အဲ့ဒီအရှုံးကြီးရှုံးမှာဆိုလို့ဒီစက်ကိုမရရအောင်နှိုးနေရသူကလည်းပင်လေထဲကြာထားတဲ့အင်ဂျင်ကြာနေတာတန်ကြီးတွေကအကုန်တိုက်ဟင်ကြီးကပ်ပြီးပင်နေရနေရစားနေတော့စက်ကတော်တော်နဲ့မထရှင်းလားအဲ့လိုစက်ကကြီးကပ်နေပြီနော်ထူထောင်းရိုက်မောင်းပြီးနှိုးမှရမှာရှင်းသလားအဲ့တော့ပပစီဒေနဆိုတဲ့စကားဟမ်ဘုရားရှင်ကိုရောမြတ်ကြီးစကားထဲမှာမပါဘူးလားဒွေမေဘိကဝေအန္တာပပစီဒေနဆိုတော့ဒီလမ်းဆုံးအမှန်ရောက်အောင်ရှောက်ကြမဲ့သူတော်ကောင်းတွေအားလုံးသည်နော်တွေနှစ်ပါးသောလမ်းကြောင်းကိုရှောင်ရမှာပါတယ်ကာမဒုက္ခလိကနုယောဂဆိုတဲ့လမ်းကိုလည်းရှောင်ရမယ်အထကိလမထဆိုတဲ့လမ်းကိုလည်းရှောင်ရမယ်ရှောင်ရမယ်လမ်းဘယ်နှလမ်းနှစ်လမ်းဒီနှစ်ကြောင်းသောလမ်းကိုမင်းတို့ရှောင်กว่าစပြောတယ်ဒီနဲ့သလားဒါဘာလို့ပြောရသလဲသူတို့ကလည်းအတိတ်သမိုင်းလေးရှိတယ်ပိဿဝဂီ9ဦးဆိုတာကဘုရားရှင်ကိုရောမြတ်ကြီးသိဒ္ဓထမင်းသားနန်းဆန်နေကြတဲ့ကရင်တောထဲကလာစောင့်နေတာဘုရားပေါ်မှာဘယ်လောက်ကြီးညိုတယ်ဆိုတာဟုတ်ပြီနော်ဟိုမှာတောကိုမထွက်ရသေးဘူးမမပေါင်း4600နဲ့ပျော်လုံးရှိသေးတယ်သူတို့ကဘယ်ကလာစောင့်တောထဲကလာစောင့်နေတယ်ဒီတရားဥဓမ္မစကြာနာဖို့ရှင်းတယ်နော်ကောင်းပြီအဲ့ဒီမှာသူတို့ခင်မှာယူဆထားတဲ့အယူအဆကဟိုးရှင်ဘုရင်ကာမဂုဏ်စည်းစိမ်တွေခံစားနေတယ်ဆိုတာကကာမဒုက္ခလိယောကနံကာမဒုက္ခလွတ်ကနုယောကလံဟုတ်ပြီနော်ကာမဂုဏ်ခံစားတဲ့လံဆိုတော့အလုံးကာမဂုဏ်ခံစားတဲ့အလုပ်ကိုနှစ်သက်မြတ်နိုးမှုရှိမရှိရှိနေတယ်လောကသားတွေကာမဂုဏ်နဲ့ပတ်သက်လို့ဘယ်သူကယာတုပိုကြီးတယ်ဘယ်သူကစည်းစိမ်ပိုကြီးတယ်ဘယ်သူကဂုံပိုကြီးတယ်ဘယ်သူကပညာပိုတတ်တယ်ရှိဘူးလားအဲ့ဒါကာမဒုက္ခလိကနုယောဂကာမဂုဏ်ခံစားတဲ့လမ်း၅ပါးအာယုံကာမဂုဏ်မှာပဲမွေ့လျော်နေတာကိုကာမဂုဏ်ခံစားတဲ့လမ်းလို့ခေါ်တယ်အဲ့ဒီလမ်းကရောချမ်းသာအစစ်ကိုပေးနိုင်သလားဟောလိုတာလေးရချမ်းသာတဲ့ရောင်တော့ရှိတယ်ဒါပေမဲ့ချမ်းသာအစစ်ဟုတ်ရလားဘာဖြစ်လို့လိုချင်မှုကလမ်းဆုံးသွားတယ်လို့ဒါဖယားပွင့်လို့သိတာဖယားမပွင့်ခင်ကခင်ဗျားတို့လိုတာရနေရင်ချမ်းသာမယ်လို့မရှိစကားနာဝမကြားမရစီနဲ့မတောင်းကြဘူးလားအဲ့ဒါဆိုရင်ချမ်းသာပြီပြည့်စုံပြီလို့ထင်တာဘယ်တော့ပြည့်စုံမလဲပြည့်စုံမလားကြည့်လေအဝိဇ္ဇာပစ္စယသင်္ခါရကုသိုလ်အကုသိုလ်လားရမ်းလုပ်ခဲ့တော့သင်္ခါရပစ္စယခန္ဓာဘယ်နှပါးဒီလိုသာဆိုလိုက်နော်အချိန်နဲ့နေလို့သင်္ခါရပစ္စယခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးမှာခန္ဓာရယ်လို့ရလာတိုင်းမှာကုသိုလ်ကြောင့်လဲပါတယ်လို့ဒေချာစဉ်းစားဓမ္မစကြာဓမ္မစက်ကိုလဲတော့မယ်ဆိုရင်တစ်ဆင့်ချင်းနားလဲမှာရသင်္ခါရပစ္စယဝိညာဏဆိုပြီးခန္ဓာ၅ပါးရလာတိုင်း32ဘုံမှာကျင်လည်နေတဲ့တတ္တဝါတွေကြည်သားဟိုအထက်ဘဝအထက်ယမပြည်ကပုဂ္ဂိုလ်တွေလည်းအောက်ပြန်မဆင်းရဘူးလားဟုတ်ပြီအဝိဇ္ဇိကရောက်နေတဲ့ဂျိုးကတ်နေတဲ့ပုဂ္ဂိုလ်တွေလည်းအချိန်တန်တော့ရှင်းတယ်နော်အခုခင်ဗျားတို့ခါမှာရောက်နေကြတဲ့လူနတ်တွေလည်းအထက်တက်လို့တက်ဟုတ်ဆိုနှစ်ခုရောနေကုသိုလ်နဲ့ရောနေလို့လဲခန္ဓာရတာမှတ်ထားဘာဖြစ်လဲ
ယောနေလို့လဲခန္ဓာရတာ तू ကလွန်ဆွဲเสียရှိမှခန္ဓာမှတ်တာအဲ့ဒီလွန်ဆွဲเสียကုသိုလ်အကုသိုလ်ကြောင့်ဖြစ်လာတဲ့တတ္တဝါတွေမို့လို့ဓမ္မလည်းရှိတယ်အာဓမ္မလည်းရှိတယ်အကောင်းလည်းရှိတယ်အမှားလည်းရှိတယ်အဲ့ဒါလောကရှင်းသလားအမှားဆောင်သူများရင်မှားသောလောကဖြစ်သွားတယ်အမှန်ဆောင်တဲ့လူများရင်အကောင်းဆောင်သူများရင်ကောင်းသောလောကဖြစ်တယ်မကောင်းတာဆောင်တာများရင်ဒီချမ်းမနော်ဒါဖြင့်လောကကြီးကောင်းခြင်းမကောင်းခြင်းမှားခြင်းမှန်ခြင်းဟာဘယ်သူတွေပေါ်မှာမူတည်လဲဆောင်တဲ့လူတွေပေါ်မှာမူတည်နားလည်သလားတရားစက်ကိုလဲတော့မယ်ဆိုတော့ဘုရားကလည်းတရားစာပြောရတယ်ပြည့်စွဲခင်ငါဥတောထဲကနေတရားဥဓမ္မစကြာနာမလို့စောင့်နေကြတယ်စောင့်နေပြီဘုရားလောင်းတော်ထွက်အာလယဥရကတို့ဓမ္မနိနာခံယူအထုတ်ဒါလမ်းဆုံးမဟုတ်ဘူးသိတယ်သူကသူလမ်းရှာရင်းနဲ့ဒုက္ခရစရိယာကျင့်တော့အနာမှာဒီပြည့်စွဲခင်ငါဥကမပြတ်ပြုစုစောင့်ရှောက်ခဲ့ကြတယ်ရေဘူးရေချမ်းကမ်းပြီးတော့ဒါဘုရားဖြစ်မဲ့ပုဂ္ဂိုလ်ပဲသူတို့ဧကံသိတယ်ရှင်းတယ်နော်ဒါပေမဲ့သူတို့သိထားတဲ့နီးကခက်ခဲဘုရားဆိုတာကိုကလောကမှာတန်ဖိုးအရှိဆုံးအမြင့်မြတ်ဆုံးအထူးကျွံဆုံးပုဂ္ဂိုလ်ကြီးဖြစ်တဲ့အတွက်လူတကာထက်ပိုပြီးတော့အပင်ပန်းခံနိုင်မှအစင်းရဲခံနိုင်မှဘုရားဖြစ်မယ်လို့ထင်တာရှင်းလားလောကသဘာဝကလည်းအဲ့ဒါခုလည်းခင်ဗျားတို့ဗမာပြည်မှာဓမ္မစက်မလဲဘူးဆိုတာအဲ့ဒါပေါ့ဆရာရှာတာတောင်မှထူးတဲ့လူလိုက်ရှာအဲ့တော့ဟိုကအထူးလုပ်ပြတာပေါ့တောင်လုပ်ပြမြောက်လုပ်ပြနဲ့ရေငုံကိုတော်ကြီးလှုပ်လို့လို့သဘောပါသလားတတ်လို့ကိုတော်ကြီးလှုပ်လို့ तू ကကင်းမိကောက်ထောင်ပြနေလဲထူးတယ်ထင်နေတာကိုရှင်းသလားငယ်ငယ်တော့အဖေတို့အမေတို့ကလည်းဒီ line တွေသူတို့လှုပ်ခဲ့ကြတာဆိုတော့စီဝါရေးသမားတွေဆိုတော့ဒီလိုပေါ့လေငန်းတဲ့ဖြတ်လန်းနီးကချမ်းသာခြင်းနော်အဖေသာဆိုးတယ်သူကမြန်ချမ်းသာခြင်းတဲ့လူဆိုတော့သွားပြီဟိုကူမဲမြို့မှာတခါကြုံမှုတယ်ဘိုးတော်ကြီးတဲ့ဆိုကူမဲဘိုးတော်နဲ့နာမည်ကြီးတယ်အဲ့ဒါသွားတော့ဟိုရောက်တော့ရေပလင်းနဲ့ထွီးနဲ့တွေးတွေထဲထွီးရောက်ကြတဲ့ဆဲတယ်လဲမိုးကမွန်းနော်အဲ့တော့ကြည်နေတယ်ဒီကအမြန်ကတ်လာပြီအိမ်မှာကျတော့ငါတို့ဆဲတော့ဖေးကရိုက်တယ်ဟိုလူကြီးဆဲနေတာကြသူဘာမှမပြောဘူးပြုံးတရွေးတွေထွေးလိုက်တဲ့ဟာကိုအမလေးသိမ့်တိပြီးတယ်ဆိုပြီးတော့ဝိုင်းတောက်ကြတာဟာရှင်းသလားအဲ့ဒီမှာကြည့်လိုက်ပြီငါတို့ဗမာလူမျိုးကတော်တော်အုံနောက်မရှိတာကိုညံမရှိတဲ့လူမျိုးပဲဆိုတာအဲ့ဒါသဘောပေါက်သွားတယ်အခုခေတ်ပို့ဆိုတော့ချဲကနန်းပေးတယ်ဟုတ်လား100သွားတော့အလုံး100ပေးလိုက်တယ်1000လာတော့အလုံး1000ပေးလိုက်တယ်အဲ့ဒီတယောက်ပေါက်သွားရင်ဟာပေါက်တာဆိုတော့ဟိုမပေါက်တဲ့999ယောက်ကိုမမြင်ဘူးဘာပြီလှုပ်စားတာသိလွယ်တာကြွကအဲ့ဒီအကုန်တက်ရှင်းလားသဘောပေါက်သလားတောင်ချင်းမြောက်ချင်းရှောက်ချင်းဟုတ်သွားပြီဆိုဒီဘုန်းကြီးကဟိုမှာရေးထားတာဘာမဟုတ်ပြင်းလို့သူကလူလက်ကမင်းညောချထားတာဒါလည်းအဟုတ်မှချင်မှတ်နေတာဘာလို့ဆိုတော့သူကမတရားစက်ကလဲနေတော့မတရားတဲ့အမြင်ပဲမြင်နေတာရှင်းသလားအဲ့တော့မတရားစက်လဲနေတဲ့ကာလကြီးမှာဆိုပြည့်စွဲကြီးငါဥကလည်းသူတို့ကမတရားတဲ့အတွေးနဲ့ပဲတွေးတယ်အပင်ပန်းခံနိုင်မှအဆင်းရဲခံနိုင်မှလူတကာတဲ့အပင်ပန်းအဆင်းရဲဒုက္ခခံနိုင်မှအတုမရှိဘုရားဖြစ်မယ်လို့ဒီလိုယူထားတာဓမ္မလမ်းကဒီလိုဟုတ်ရဲ့လားမှတ်ထားခုခင်ဗျားတို့ယဟန်တန်ခါကူးကွယ်တဲ့နေရာအဲ့ဒါပြောတာတန်ခါဆိုတာဘုရားကတန်ခါတွေကိုဘယ်လောက်ပြောထားလဲတကိုးမပြရယဟန်များတကိုးပြအာဘသင့်စီမိမိကျင့်နေတဲ့အကျင့်ကိုလူတွေသိအောင်မကျင့်ရဘူးရှင်းလားယဟန်ချင်းတိုင်ပင်ကောင်းတယ်နှီးနှောကောင်းတယ်
ဒါပေမဲ့လူတွေကိုညမအိပ်ဖဲကျင့်နေတာဘုန်းကြီးကညမအိပ်ဖဲကျင့်နေတာလို့သိရင်လူတို့ရှိကိုဟိုရှေးတုန်းကတကယ်အကျင့်မှန်တဲ့ပုံကိုယ်တွေကြတော့လူရှိလဲအိပ်ပြလိုက်သေးတာဒိဋ္ဌံဖြတ်ပြီးတော့ဟောသူ့အထင်ကြီးသွားမှာဆိုလို့မအိပ်ဘူးဆိုပြီးတော့ပို့ပြီးကိုးကွယ်လာလက်လာပါတွေပေါ်ကုန်ရင်အဲ့ဒါတရားရဲ့အန္တရာယ်ပဲရှင်းလားအဲ့တော့ယဟန်များဆိုတာအမတန်တိုသိရမယ်အကျင့်မြတ်ကိုတိုသိရမယ်လို့ပြောထားတာကိုကခင်ဗျားတို့ကထူးအောင်လုပ်ပြရင်ဟုတ်တယ်ထင်အဲ့ကလေးကရင်အာဓမ္မဆက်လဲနေတယ်ဆိုတာသဘောပါလားဒါမို့သူများမကြိုက်ဆုံးနာမည်နဲ့ကြီးလာတာဥတုမင်္ဂလာဒေအိုးဆရာတော်မူကျိုးပြောခြင်းသေးလို့ရှင်းလားသဘောပေါက်သလားနာမည်ပါလဲဆိုဒေအိုးဆရာတော်ဘယ်တန်းတို့မူကျိုးမူလာတန်းကိုမရောက်သေးဘူးဘောပေါက်လားရှင်းရောရှင်းရလားခင်ဗျားတို့အာဓမ္မစက်ကြီးကိုရက်ပြစ်အောင်လုပ်ဖို့ဆိုတာဓမ္မစက်ကိုမလဲလဲအောင်နှိုးမှရမယ်ရှင်းတယ်နော်အဲ့ဒါကြောင့်ကာမဒုက္ခလိကနုယောဂဆိုတော့ဂုံတရတ်တွေကိုအာယုံပြုပြီးတော့ဂုံတရတ်တွေအမွှန်းတင်နေတဲ့လောကကရောမှန်သလားအထာကိလမထဆိုတဲ့အပင်ပန်းခံအစင်းရဲခံပင်ပန်းဆင်းရဲမှပန်းတိုင်ရောက်တယ်ဆိုတဲ့လမ်းကရောရှင်းသလားထူးခြားအောင်ကြည့်ပြစူးပေါ်အိတ်ရင်ငုံမီလုံတုံးခုံဇေခအကျင့်နေရောမရှိဘူးလားဘုရားလက်ထက်ကအမလီဒါဘုရားအလောင်းမို့လို့အဲ့လမ်းတွေရောက်မသွားတာခွေလိုကျင့်တဲ့အကျင့်နွားလိုကျင့်တဲ့အကျင့်မရှိဘူးလားထူးအောင်လုပ်နေတာထူးအောင်တကယ်တော့ထူးတယ်ဆိုတာယူတာပါပဲအထူးကြရင်အယူအမိုက်ပဲရှင်းသလားထူးကျင်သေးရင်ယူနေသေးလို့မှတ်ထားအဲ့ဒီစကလုံးတွေသိရေးကြည့်တာဟုတ်လားထူးကျင်သေးရင်အထူးကြရင်အယူအမိုက်ရှင်းသလားတဘာဝအမှန်တရားကြီးကထူးသွားတာတခုမှမရှိဘူး။ဒါမို့ယောဂီတွေလည်းအယူမိုက်လမ်းထဲရောက်မှဆိုလို့တခါတည်းတရားအထုတ်ပြီးတရားဒူးရပြီးထအောင်ဟောနေတယ်ကြောက်။တရားဒူးဆိုတာရှိလား။မရှိဘူး။ဒီမှာလည်းကြည့်။အညာသီကွန်တင်ညောနောက်ကြရင်လာပါလိ။ကွန်တင်ညောကွန်တင်ညာကြီးအညာသီသိသွားပြီကွာ။ဒီလိုသာပြောတာကွန်တင်ညာကြီးထူးသွားပြီလို့အဲ့ဒါလည်းကြည့်အောင်ပါပေါ့ဓမ္မစကြာကလေးကပါပြီးသားကိုဋ္ဌညာကြီးသိသွားပြီတဲ့စက်ခုံဥရပါတိမျက်လုံးလဲပွင့်လာပြီကွဉာဏ်နာဥရပါတိဉာဏ်လဲပွင့်လာပြီကွဒီလိုပြောတာထူးသွားပြီလို့ခင်ဗျားတို့လက်ထက်ကြမှာတရားထူးရယူနေတဲ့လူတွေမို့လို့အဲ့ဒါထူးတာကြိုက်ရှင်းလားတဘောပေါက်သလားတကယ်အမှန်တရားကနုညံ့မှုသိမ်မွေ့မှုနဲ့သူငြိမ်သက်ခြင်းနဲ့သွားတာထူးအောင်လုပ်ပြတာတခုမဟုတ်ပါဘူးထူးစရာလည်းတကွက်မှမရှိဘူးတရားအမှန်ကအနိစ္စဒုက္ခအနတ္တဒါပဲရှိတယ်ဓမ္မသဘာဝအမှန်တရားကြီးကအနိစ္စရဲ့ဒုက္ခရဲ့အနတ္တရဲ့ဒါပဲဒါကိုဦးဇင်းတို့ကခုနကထူးခြင်းတဲ့အာယုန်တွေနဲ့ဖုံးထားရှင်းလိုက်အာဓမ္မစက်ကြီးနဲ့ဖုံးထားတော့အနိစ္စကိုအနိစ္စမှအမှန်မမြင်ဘူးအဲ့တော့တရားအထူးတွေ့ရမှာလားအရှိအမှန်တွေ့ရမှာလားဒါကိုကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးတို့မြန်မာလိုတရားကိုသိအောင်ဟောလိုက်တဲ့နေရာများကိုယ့်အတွက်ပြောတာနော်ဦးဇင်းတို့အတွက်ပြောတာဟုတ်ကဲ့လားတနိုင်ငံလုံးမှာသူတော်ဆုံးပဲလို့မပြောဘူးကိုယ့်အတွက်ဦးဇင်းတို့လက်လန်းမိသလောက်တော့ကိုယ့်ကိုနားလည်အောင်ပြောလိုက်တဲ့နေရာမှာများအရှိနဲ့အသိနဲ့ကြိုက်အောင်လို့ဟောတရားအထုတ်တယ်ဆိုတာမင်းတို့ထူးတာရှာမှာမဟုတ်ဘူးတဲ့ဘာလို့ရမလဲအရှိကိုအရှိတိုင်းသိအောင်လို့ဟောဘာမှထူးတာမပါဘူးမင်းတို့ထူးကြလာမယ်ဆမ်းပြလာမယ်ပါသလားမပါဘူးအရှိကိုအရှိတိုင်းသိအောင်လို့အနိစ္စရှိတာအနိစ္စသိရင်ဟုတ်ပြီကွာဒုက္ခရှိတာဒုက္ခသိရင်ဟုတ်ပြီကွာအနတ္တရှိတာအနတ္တသိရင်ဟုတ်ပြီကွာဒီနာသလားတကယ်တော့လေဦးဇင်းကတရားတကယ်အရှိအမှန်တရားပြောပါဆိုတလုံးနဲ့ပဲရှိနောက်ပိုင်းဖြည်းဖြည်းနားလည်အောင်ရှင်းသွားမယ်နော်တကယ်ဦးဇင်းသိထားတဲ့အတိုင်းပြောရရင်တလုံးနဲ့ပဲရှိအနိစ္စ
ဒုက္ခဆိုတာခံစားချက်ပါဒုက္ခခင်ဗျားတို့ feeling ပေါ်မှာကြည့်ပြောတာဟမ်အနတ္တအတ္တဆိုတာလည်းခင်ဗျားတို့ခံယူချက်တွေပေါ်မှာကြည့်ပြောတာအဲ့ဒါခင်ဗျားတို့ကိုယ်ပိုင်ခံယူချက်တွေနဲ့ဆိုင်သေးတယ်အနိစ္စဆိုတဲ့တလုံးကတော့ဘာနဲ့မှမဆိုင်လောကဓမ္မကအနိစ္စတလုံးတည်းရှိတယ်အနိစ္စဆိုတာမမြဲဘူးဆိုတာဖြစ်ပြီးတော့ဒါဝေါဟာရပြောင်းသွားတာအနိစ္စမဂရလို့မမြဲဘူးစာဟံပိဟံဖြစ်ပြက်လက်တွေ့ practical ရဲ့ theory ရဲ့ဒီလိုရှိသေးတယ်မတတ်တတ်အဲ့လိုပြောခြင်းတယ်နော်ဘိုးလိုပါလာရင်သီးတာသီးခံကြတော့နော်ခဏခဏတောင်းပန်နေလဲအချိန်ကုန်တယ်ဟုတ်လားအဲ့တော့ practical ရဲ့ theory ရဲ့ practical ဆိုတာလက်တွေ့အသုံးနှုန်းလက်တွေ့မှာဘယ်လိုသုံးသလဲ theory ဆိုတာစာထဲမှာလှအောင်ရေးထားတာအနိစ္စအမြဲမရှိဘာအမြဲမရှိတာတို့မရှိဆိုတာစာထဲမှာတွေးစရာတွေတပုံကြီးတို့လက်တွေ့ကြတော့ဖြစ်ပြီးပြက်တာအနိစ္စပဲရှင်းသလားလောကမှာဖြစ်ရှင်းတရားရဲ့ပြက်ရှင်းတရားရဲ့ဒါပဲအပိယ and disappear ပေါ်လာတယ်ပြီးပျောက်သွားတယ်ပေါ်တယ်ပျောက်တယ်ပေါ်တယ်ပျောက်တယ်ဖြစ်တယ်လောကမှာဒီပြင်ဘာမှထူးလာစရာမတွေ့ဘူးအနိစ္စကိုအနိစ္စဘဲလို့သိလာတဲ့ပုဂ္ဂိုလ်ဟာဒုက္ခဒုက္ခညင်းเสียအတ္တအနတ္တလုံးเสียလဲဖြစ်ပြီးပြက်နေပါလေဆိုမှတော့ဘာမှအတ္တလုံးเสียမရှိတော့ဘူးရှင်းသလားမဖြစ်နဲ့လို့တာမပြက်နဲ့လို့တာရသလားယိအဲ့တော့ဓမ္မစက်ကြီးလည်ဖို့အတွက်ဘုရားကစပြောတယ်အာဓမ္မစက်ကိုရက်ဖို့အရင်ပြောရအာဓမ္မဆက်အားနေသွားမှဓမ္မဆက်ကနှိုးလို့ရမှာနော်အင်ဂျင်နှလုံးအားပြိုင်နေတယ်ခုဘယ်ဘက်ကအားကောင်းအာဓမ္မဘက်ကအားကောင်းအဲ့တော့အဲ့ဒါကိုဓမ္မဆက်နှိုးတော့မယ်ဆိုတော့အာဓမ္မရဲ့အချွေရင်းချက်ကိုအရင်ပြရတယ်အဲ့တော့မင်းတို့ကာမဒုက္ခလိကနုယောဂလမ်းကိုလည်းရှောင်းအဲ့ဒီရှောင်းအဲ့ဒီလမ်းကမြုပ်လမ်းกว่าဘာလို့လဲမြုပ်လမ်းဟုတ်ဆိုကာမဂုဏ်ခံစားမှုဆိုတော့လောဘဒေါသမောဟအမတန်အာမရှိဘူးလားအားကြည့်တော့ဒီလမ်းကလောဘနဲ့သိရင်မဖြစ်ဘူးလောဘနဲ့သိရင်ဒေါသနဲ့သိရင်ဟုတ်ပြီမောဟနဲ့သိရင်တိရစ္ဆာန်မရှိဘူးလားဒါအပယ်လေးပုံသွားရမယ်ဆိုတာမသိကြဘူးလားအေးအတ္တကိလမထနုယောဂအမတန်အပင်ပန်းအစင်းရဲခံပြီးတော့ကြင့်ကြံတာတွေရောမရှိဘူးလားအဲ့တော့အဲ့လိုကြင့်ကြံတဲ့နေရာမှာလူတွေတာမန်လူတွေမလုပ်တဲ့အလုပ်မျိုးထူးခြားတဲ့အလုပ်တွေရှောက်လုပ်နေရင်လူတွေကထူးတယ်လို့ထင်နေတာအဲ့တော့ဘုရားအလောင်းတော်ကြီးတောင်မှတဖြည်းဖြည်းပတ်ဝန်းကျင်ရဲ့အယူအဆတွေစိတ်ဝင်နေတော့အစာမစားပဲကြင့်ရင်ထူးတယ်ထင်ဘူးလားအဲ့ဒါနဲ့အယိုးပေါ်အရေးတင်တစ်ပင်အောက်မှာထိုင်လိုက်တယ်ကျွေကြတာပဲစားတော့မယ်ဒီလိုတွေမရှိဘူးလားရှိကြတော့တဖြည်းဖြည်းနဲ့သဗ္ဗေသတ္တအာဟာရထိတိကသူတော်ကောင်းတို့ဦးဇင်းတို့ရဲ့ခန္ဓာဟာအာဟာရပေါ်မှီနေတယ်ဘယ်ပေါ်မှီလဲကောင်းပြီသဗ္ဗေသတ္တအာဟာရထိတိကဆိုတော့အာဟာရမပြည့်ဝလို့ရှိရင်ခွန်အားဗလာရှိအောင်မလားခွန်အားဗလာမှမရှိတော့ရင်ဒီဉာဏ်တွေထက်မြက်နိုင်ပါအောင်မလားကလေးတွေသာမေးကြည့်ဗိုက်စာနေတဲ့အချိန်စာချက်ခိုင်းစားရမလားမယုံရင်ရိတ်သာသွားပြီးတော့အာထုတ်ကြည့်မနေ့4 နာရီတရားအာထုတ်တဲ့ခါကျတော့ညလည်းဘာမှမစားဘူးဥပုသ်ဆောင်ထားတာနဲ့ဆိုတော့4 နာရီယောဂီတွေကစတိုင်ရဦးဇင်းတို့ကအလွတ်ရနော်သူတို့ဒီလိုမထိုင်နိုင်ဘူးဘာလို့ဆိုဒီထဲမှာဟာနေအဲ့တော့ကိုယ်ပြီးလုံးနေတာပဲအဲ့ဒါလုံးရင်နဲ့အိပ်ပျော်သွားရောရှင်းသလားဘာလို့ဆိုတော့အာဟာရမရှိတော့ခန္ဓာကိုယ်ကိုတောင့်တင်းအားနဲ့မာနဲ့မနေနိုင်ဘူးခမ်းမမထားနိုင်ဘူးအဲ့ဒီအချိန်မှာဘာလို့ဆိုအထဲထဲမှာဟာနေရှင်းလားအဲ့တော့ဘုရားအလောင်းတော်ကြီးလဲခါတဲ့အားထုတ်ချလိုက်တာဘိုက်ကယ်လို့စားလိုက်တာကြောသွားတွေ့ကြောရလို့စားလိုက်တော့ပြကတ်နေပြီပြောတာပေါ့ဗျာအယိုးပေါ်အရေးတင်ဖြစ်သွားပြီဆိုသူမှအာရင်ဗလားမရှိတော့အဲ့ဒီအာရင်ဗလားမရှိဘဲနဲ့ဉာဏ်နေထုတ်ဆန်းဉာဏ်ဆိုတာလည်းဒီခန္ဓာယုံနာမောမိဖြစ်ရတာရှင်းသလားယုတ်တရားနန္တရားပြန်ကြည့်လေ
အခုဆရာဝန်နေနော်စိတ်မငြိမ်တဲ့လူကိုစိတ်ငြိမ်သေးပြလိုက်ဘာဖြစ်သွားလဲငြိမ်သွားတယ်စိတ်ငြိမ်စေးဆိုတာရုပ်အာဟာရရုပ်ကိုလေးအောင်လုပ်ရတာဟင်သွေးလေးလက်ပတ်မှုကိုလေးအောင်သွေးဆူနေတဲ့ပုဂ္ဂိုလ်ကိုသွေးလေးအောင်လုပ်ပေးလိုက်စိတ်ပါလေးသွားဉာဏ်ချင်းရုပ်နဲ့နာဟာအညမညဖြစ်နေတာဟင်အပြန်အလှန်ထောက်ကန်ထားတာရှင်းသလားတချို့စိတ်ဆင်းရဲတော့ကိုယ်ပါဆင်းရဲတယ်အဲ့ဒါကိုဘယ်ဆေးပေးလို့မှမရဘူးစိတ်ချမ်းသာအောင်လုပ်ပေးလိုက်တော့ကိုယ်ပါချမ်းသာသွားတယ်ဒီနကလားသဘောပေါက်သလားအေးအဲ့တော့အာဟာရထိတိကရုပ်ပိုင်းဆိုင်ရာချွတ်ယွင်းလာပြီဆိုတော့စိတ်ပါချွတ်ယွင်းလာဉာဏ်ဆိုတာဒီယုံနာပေါ်မှာမိဖြစ်ရတာဉာဏ်ဆိုတာအဲ့ဒါကိုဦးဇင်းကိုမေးခွန်းလေးတစ်ခုမေးထားတာရှိတယ်။ညက်ဖြန်တော့အမီးပေါ့ဒီနေ့တော့အချိန်ပိုးနေနော်အရှင်ဘုရားဉာဏ်ဆိုတာခန္ဓာ၅ပါးတွေကဖြစ်တာလားတဲ့သိကြလားတဲ့နာလားယုတ်လားဘုရားရှင်းသလားဟမ်ဒီလိုပုဂ္ဂိုလ်မေးထားတာလေးတည်းရှိသေးတယ်အဲ့တော့ဉာဏ်ဆိုတာမိုးပေါ်ကြလားလို့မေးတော့မဟုတ်ဘူးအဲ့တော့မဟုတ်ရင်ဘာတော့ तू ကမေးလာပြီရှင်းသလားအဲ့တော့ခုခမရတို့ခန္ဓာတွေကအသက်နဲ့ဝิญဉ်ညင်းသလိုပေါ့ဗျာအခုလည်းဉာဏ်ဆိုတာသီးခြားထွက်လာသလား तू ကမေးအဲ့တော့ဦးဇင်းကတော့အကျမ်းပြင်းတော့ဖြေပြထားတယ်ဉာဏ်ဟာဘယ်မှမလာဘူးခန္ဓာတွေကဒါဖြင့်ဘယ်အပိုင်းလေတဲ့မျက်ဖြံမှာဆက်လာကြရှင်းသလားအဲ့တော့ဓမ္မစက္ကပဝတ္တနာသုတ်ကိုလေတော့မယ်ဆိုတော့စပြီးအလုံးနားထောင်ကြသူတော်ကောင်းတို့မက်မောနေတဲ့တတ်မဲ့နေတဲ့၅ပါးအာယုကာမဂုဏ်လုတ်တွေကကောချမ်းသာကြောင်းလွတ်မြောက်ကြောင်းအစစ်အမှန်ဟုတ်ရဲ့လားအေးအဲ့ဒီ၅ပါးအာယုကာမဂုဏ်တွေဆိုတာလိုက်စားရင်လမ်းဆုံးတယ်လို့မရှိဘူးတင်းတိမ်သွားပြီလို့လဲရောက်ရဲသွားပြီလို့လဲမြုပ်လန်းกว่าရှင်းသလားဟိုလွဲမားစွာကျင့်နေတဲ့အကျင့်တွေကြတော့မျောလန်းกว่าရှင်းတယ်နော်မြုပ်လန်းနဲ့မျောလန်းဒါတနည်းနောက်တနည်းနဲ့ပြန်ပြောမယ်ကာမဒုက္ခလိကနုယောဂ၅ပါးအယုံကာမဂုဏ်ပေါ်မှာတတ်မတဲ့လူဆိုတော့တာယာခြင်းတတ်မဲ့ခြင်းခုံမင်ခြင်းကာမဂုဏ်တွေပေါ်မှာမွေ့လျော်တဲ့စိတ်ရှိမရှိရှိတော့သူတော်ကောင်းတို့ဒါနအလုပ်တွေလုပ်တယ်ဘာလို့ချမ်းသာခြင်းလို့ဘာလို့ခြင်းလို့နောက်ဘဝကောင်းစားရေးဒါနမလုပ်ဘူးလားအဲ့ဒါကျတော့မျောလန်းกว่าဘာလန်းဟိုအထာကိလမထာကြတော့မြင့်မြတ်အောင်ကျင့်နေတာတော့အမှန်ပဲဒါပေမဲ့အဲ့ဒီကျင့်နေတဲ့ပုဂ္ဂိုလ်တွေဟာသူ့ယူဆသူမှန်တယ်ဆိုတဲ့အတ္တဒိဋ္ဌိတွေဆွဲမဆွဲလာတော့သူတို့မှလွဲမားတဲ့အယူတွေနိဒမိတ်္တမိစ္ဆာဒိဋ္ဌိဆိုတာအဲ့ဒီကလာတာငါကျင့်နေတဲ့အကျင့်မှအမှန်အခုဗမာပြည်သာသနာဒါပေါ့မိုးကုတ်ရေစွန်းလွန်ရေမဟာစီရေဟင်အမလေးသူ့ခိုင်းကအမှန်ငါခိုင်းအမှန်သူ့ဖွဲ့ရအဟုတ်ငါဖွဲ့ရအဟုတ်ငါလုံနေတာမှအဟုတ်လာဘူးလားတော့ဥဒုမင်္ဂလာတော့ပြောရှင်ဘုရားဘာလို့လဲငါတရားပြန့်ပွားရေးလုပ်နေတာလို့မိုးကုတ်ဝိပဿနာပြန့်ပွားရေးလုပ်နေတာမဟုတ်ဘူးရှင်းသလားသဘောပေါက်သလားအေးအဲ့ဒါသူ့ခိုင်းငါခိုင်းသူ့ဖွဲ့ငါဖွဲ့အဖေရင်းပြောင်းဆရာပြောင်းဟမ်ဒီတရားအလုံးကဘယ်သူဟောခဲ့တာအေးဟိုခင်းကဝါလူတဲစုမကဖရားတွေဟောခဲ့တာကသူတို့ပိုင်းနဲ့သူတို့ပြီးသွားပြီလောလောဆယ်ငါတို့ဖရားဟောထားတယ်ရှင်းသလားအဲ့တော့ဒီဖရားဟောထားတဲ့တရားတော်တွေကိုသာတဆင့်ပြန်လဲပြီးဖောက်တယ်ကြဟောပြောရတယ်ဆိုတာမသိကြဘူးလားဖရားဟောကိုလွန်ဆန်ပြီးတော့ကိုယ့်ဟာကိုယ်တီထွင်ဟောမယ်ဆိုရင်လည်းဒါဓမ္မလမ်းကြောင်းပေါ်ကတွေးဖီသွားပြီဖရားကဓမ္မပြခဲ့တဲ့နေရာမှာလိုလို့ထပ်ဖြည့်เสียလဲပိုလို့နှုတ်ပြเสียလဲမရှိဘူးခုဓမ္မစကြာသုတ်ကလေးကိုကြည့်သိကျစ်လက်တယ်နော်ပိဋကသုံးပုံအကုန်လုံးဒီထဲမှာကျုံးဝင်တယ်ဒွေမေဘိခဝေစလိုက်တဲ့စကားလေးကအပိုစာသားဘာမှမပါဘူးဟင်လမ်းကြောင်းနှစ်ခုရှောင်းတဲ့ဗါတဲ့ကာမဂုဏ်ခံစားတဲ့လမ်းကိုလည်းရှောင်ဟေးကာမဂုဏ်ခံစားတဲ့လမ်းမရှောင်နိုင်ကြလို့အခုသူတော်ကောင်းတို့အာဓမ္မလောကကြီးဖြစ်နေတာသူ့ထက်ငါမြင့်အောင်
သူ့ထက်ငါသာအောင်ဟမ်လူကလည်းလူအလျောက်ဘုန်းကြီးကလည်းယဟန်တန်ကမပြောဘူးဘုန်းကြီးပြောတာရှင်းသလားဘုန်းကြီးတွေကလည်းသူ့ထက်ဘုန်းကြီးအောင်ငါတဲ့ဘုန်းကြီးအောင်ဘုန်းကြီးတဲ့ကြီးအောင်ဘုန်းကြီးတဲ့ကြီးအောင်လှုပ်ရင်းနဲ့သူလည်းကာမဂုဏ်ခံစားတဲ့လမ်းရောက်သွားရှင်းလားသူကရေခဲတက်တာရှိရင်ငါလည်းရေခဲတက်တာရှိအောင်သူကားရှိရင်ငါလည်းကားရှိအောင်ဟမ်ဘုံပါရှင်းလားအဲ့ဒါဦးစင်းလေးတစ်ပါးရှိတယ်ဦးစင်းဘုန်းကြီးတွေတပြည့်ကားလို့ကျင်လို့မလုပ်ဖို့လို့ပရိယတ်တိတဲ့သွားနေလားပရိပတ်တိတဲ့သွားနေလားပရိယတ်ပရိပတ်သာသနာလုပ်ငန်းအတွက်တကယ်လိုအပ်လို့သုံးရတာတစ်မျိုးกว่าလိုအပ်ချက်မရှိဘဲနဲ့ရှိတယ်အဲ့ဒီအပိုပစ္စည်းကကိုယ့်အတွက်ဝန်မဲကျင်သလားသဘောပေါက်သလားအေးဘာသုံးမှလဲသုံးဖို့အရင်ကြည့်အောင်အဲ့ဒါ apply အသုံးချဖို့ရှိမှဒီပစ္စည်းကကိုယ့်အတွက်တန်ဖိုးရှိတာအသုံးချစရာမရှိပဲကင်ထားရင်အဲ့ဒါမိခဲကင်ထားတာနဲ့အတူတူပဲကျင်သလားသဘောပေါက်သလားအေးအဲ့တော့ကာမတုခလိကနုယောဂလမ်းကိုလိုက်ကြလွန်းလို့လဲမှားတဲ့ပျက်စီးတဲ့ဓမ္မစက်ကြီးရပ်နေပြီရှင်းသလားအေးအထာကိလမထကတော့တို့ဗမာပြည်ကမလိုက်တာသိကြပါလေဟောဆိုအပင်မခံမဲ့လူတယောက်ကျင်တယ်နော်အဲ့တော့အဲ့လမ်းနဲ့တွေ့ပါလို့ရှောင်းဘယ်လမ်းကရှောင်းမစ္စည်းမပရိပဒဘယ်လမ်းကရှောင်းမယ်အဲ့ဒါတော့မနေ့ပြန်ဆက်သွားတာပေါ့နော်အလေအလတ်လမ်းစဉ်ဆိုတာဘာလဲဆိုတာမနေ့ပြန်ကြမှာခီးဆက်တာပေါ့အဲ့တော့ဓမ္မစကြာသုံးတဲ့အနုစိတ်ရှင်းမယ်ဆိုရင်9ရက်ကအတော်ရှင်းရမှာအဲ့တော့အဲ့ဒီ9ရက်ကလေးတွင်းမှာအချိန်လုံးတော့အောင်ဒီနေ့တော့ဓမ္မစကြာနေတန်းပေါ့နော်အဲ့တော့ဓမ္မစက်ကြီးနှိုးဖို့အစင်သင့်ဖြစ်ပလားဟမ်အစင်သင့်ဖြစ်ပလားဓမ္မစက်ရန်တရားကြီးကိုလဲပတ်ဖို့အစင်သင့်ဖြစ်ပြီလားနှစ်ချောင်းတော့မထောင်နဲ့တော့ဟမ်အဲ့တော့ဓမ္မဘက်တော်သားလားအာဓမ္မဘက်တော်သားလားတချောင်းသောအင်္ဂုလိနဲ့ပြန်ကျင်သလားနှစ်ချောင်းထောင်လို့နှစ်ခွလျှောက်ရင်တော့ခမရတို့လေနံနှစ်ဖက်နင်းသလိုကာယာကြီးကြမှာကျင်သလားသဘောပေါက်သလားအဲ့တော့ဟိုမမီဒီမမီဖြစ်စီနဲ့ဓမ္မလမ်းကြောင်းလေးရှိနေတော့ဓမ္မစက်ကိုရအောင်နှိုးကျင်ကလားကဲဒါပြနှိုးတော့မယ်ဆိုတော့သတိထားေဒါနဲ့နှိုးရမှာပဲသတိဝိရိယပညာပေါင်းလိုက်ရင်မဲ့ခင်၈ပါးအဲ့ဒါမေဇိမပရိပဒလမ်းပဲပေါ့ရှင်းသလားအဲ့တော့သတိထားဝိရိယဆိုင်ပညာနဲ့ကြည့်ခန္ဓာဘဏ္ဍပါမြဲသလားမမြဲဘူးလားအဲ့ဒါလောကအမှန်တရားဒီအမှန်တရားကိုမသိလို့ဂုံချင်းပြိုင်ဒရချင်းပြိုင်ဟင်ဝါဒချင်းပြိုင်နေတာအထာကိလမထလန်းကပုဂ္ဂိုလ်တွေကြတော့ဝါဒပြိုင်ဘာပြိုင်လဲဝါဒပြိုင်နေတဲ့ဒါကြောင့်မို့လို့သူတို့ကြတော့မြုပ်လန်းဝါဒပြိုင်ပြီဆိုရင်တော့မြုပ်လန်းမယ်ရှင်းသလားမိစ္ဆာဒိဋ္ဌိတို့ရဲ့သွားရလန်းဟာဘယ်ဟောကလွယ်ပြီးသွားစရာမရှိဘူးနိယတမိစ္ဆာဒိဋ္ဌိဖြစ်ပြီဆိုရင်တော့ဒီကဘာပြက်နောက်ကဘာပြောင်းခံရှင်းသလားသဘောပေါက်သလားဒါဖြင့်သူဇွဲငါဇွဲသူခိုင်းငါခိုင်းသူ့ဖွဲ့ငါဖွဲ့ခွဲနေစရာအကြောင်းမရှိဘူးသာသနာနွယ်ဝင်အားလုံးသည်ဗုဒ္ဓ၏အဆုံးအမအောက်မှာသာအားလုံးဓမ္မစက်ကြီးကိုအတူတကွနှိုးကြမှာဖြစ်ရှင်းသလားအဲ့တော့သာသနာသမိုင်းမရိုင်းရအောင်ရှင်းတယ်နော်ဒီနေ့ကျေပြန့်စွာသိနိုင်တဲ့ကာလကလေးမှာငါတို့လူဖြစ်တာအတော်ကံကောင်းလို့တရားတပွဲနာရဖို့လွယ်သလားအခုခင်ဗျားတို့အိမ်ထဲတင်ထိုင်တာလို့ရနေပြီဟင်စီဒီကလေးတစ်ချက်ဝယ်လိုက်ရင်ဂျက်ဆိုထိုးပြီးဖွင့်လိုက်လို့ရတယ်ဒါနပြုနေတဲ့အဖွဲ့တွေလည်းအများကြီးရှင်းသလားဖိုးလုံးကတရားတစ်ပုဒ်ရဖို့ဟာဦးဇင်းတို့ကိုတို့ကြုံခဲ့ရပါတယ်ကျေးဇူးရှင်ဘုန်းဆရာတော်ဘုရားကြီးကတရားတစ်ပုဒ်ရဖို့ကက်ဆက်ကလေးနှလုံးချပြီးတော့လူချေတိတ်ချေမှကူးခဲ့ရတယ်ကျေးဇူးရှင်ဆရာတော်ဥတ္တမိတ်သရစောစောပြန်တော်မူသွားတာအဲ့ဒါပါပဲခန္ဓာကိုယ်မငဲ့ညာပဲနဲ့အများတကာဒကမတွေအတွက်ရိတ်တာကမ္မထမ်းကလည်းပြရသေးတယ်ဟိုနယ်ဒီနယ်ကလည်းကူးရသေးတယ်ညကြတော့လည်းလုံးလုံးမအေးရဘူးဒီကက်ဆက်ကလေးနှလုံးချပြီးရောက်ရမှကူးနေတယ်အဲ့တော့ဒီပုဂ္ဂိုလ်စောစောစီစီပဲလွန်ငင်းချမ်းသာခွင့်ရသွားပါတယ်အဲ့တော့
သဘောပါသလားအေးအဲ့တော့တော်ကောင်းတို့တွေလမ်းမှန်ပေါ်ကိုမြန်ရှောက်နိုင်ဖို့ဟာအရေးကြီးသလားမကြီးဘူးလားကဲဒီတော့သတိထားခန္ဓာဘယ်နှပါးဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာလာရင်လောဘဒေါသမောဟမာနတွေလာအောင်မလားမလာရင်သိတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲဒီကဲသို့သစ္စာ၄ချက်တစ်ပြိုင်တည်းကိုင်းမှသာလေတန်တရားဝတ်တွင်းကလွတ်ကင်းမှဖြစ်တဲ့အတွက်မမေ့မလျော့မပေါ့ဆသောတတိမလျှော့သောဆွဲလုံးလလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ခင်ကလေးမှာတရားစက်ကိုလဲအောင်ကြိုးစားကြလို့တိုက်တွန်းရင်လည်းနားကြအောင်စို့